လေးလာပိုင်း17ရက်နေ့နောက်ဆုံးထားပြီးဟင်းလေးတွေပို့တယ်နော်ဘာလို့လဲဆိုမြို့တို့တကြမ်းလေးပိတ်ပြီနော်အဲ့တော့ဟိုအရန်ဟင်းလေးကတော့ပုံမှန်ရက်ဆိုရင်တနင်္လာနေ့ကနေစနေနေ့ထိရောင်းပေးပါတယ်ရှင့်တနင်္ဂနွေနေ့တိုင်းအလုပ်ဖုံးလေးတွေပိတ်ပါတယ်နော်ဒါကတော့အသားတူပဲသီးနဲ့ပဲပင်ပေါက်ကျော်ပြီးခရမ်းသီးနဲ့ဟိုဘက်ကကျန်းငါးသီးကျော်ဟိုဘက်မှာချက်မောင်ရွက်ငပိချက်ပေါ့နော်ကျမထောင်းနဲ့ထောင်းနဲ့မရဘူးကျမလည်းတိုးမှာပဲတိုးမှာပဲဒါကတော့ချက်မောင်ရွက်ငပိချက်လုံးဝရှင်းနော်ချက်မောင်ရွက်ငပိချက်အဲ့ဒါလည်းချက်မောင်ရွက်ငပိချက်ဒါကတော့ငရမ်းကြောက်ရိုးနဲ့ခရမ်းကျင်သီးနဲ့နော်သူကတော့တပွဲကို3တောင်သမီးညထက်ဒါကတော့ချင်းဟင်းနော်ချင်းဟင်းတပွဲကိုမှ900နော်လုံးဝရှင်းတော့တကြံကြရင်လည်းမြင်တို့ဒါ3ရက်ဆက်တိုက်စတူဒီတာကျွေးမယ်ပေါ့နော်ကိုတက်နိုင်တဲ့ပမာဏလေးနဲ့ပေါ့နော်တကြံကြရင်အဲ့တော့အင်းရှိမှလာရောက်3ဆောင်ကြပေါ့ဒီမှာဓာတ်နုံသီးတွေဓာတ်နုံသီးတွေရင်းနေပါပြီရှင်အဲ့တော့ဓာတ်နုံသီးတွေအဲ့တော့ပြီးမှဘာချက်မယ်ဆိုတာတော့ပြန်ပြောပြီးတော့အခုလောလောဆယ်ကတော့ခူးလိုက်ပြီပေါ့နော်ဓာတ်နုံသီးတွေနော်မကျုံရှယ်ပဲမကြီးသမီးဒီအောက်ကလေးကပင့်ရိုက်ပြီမကျမတို့ရဲ့အရေးကြီးကိုလည်းရိုက်ပြလိုက်အောင်မလုံးဝနော်မလုံးဝတရောရိတ်ကနော်သမီးအမရဲ့နောက်ကျောင်းကိုမရိုက်နဲ့ကျောင်းကိုလာရနော်ရှိဦးလားဒီမကြီးရှယ်ပဲနုံဒီကိုရှယ်ပဲဒါဟိုကရေစစ်ကန်နော်နောက်ကကလေးတွေဦးသားတွေလှမ်းဖို့အဲ့ဒါမိုးရသည်ရောက်ပြီဆိုကျမမကုံပေါက်တွေလာတော့မှာဘာလို့ကလေးတွေဦးလှမ်းဖို့တော့အဲ့နောက်ကအမိုးမိုးရမယ်ဘာလို့ဒီနေ့ဆိုရင်မိုးကပြန်ဆိုးနဲ့ဘာနဲ့ဆိုတော့တို့လည်းထိုင်ကြရင်မေ့ပြီးမရုပ်တာပဲဖြစ်မှာသေးလို့ညမတို့အကျိုးလှလိုက်တာလို့အများကြီးပဲအများကြီးပဲအကုန်ခူးမှာခူးပြီးတော့ဒါအရင်နဲ့လည်းထက်ချက်ရောင်းပါလေနော်ကိုရင်စားလို့ဘလို့ကုန်မှာတော့ကုန်းလေအများကြီးပဲအများကြီးပဲခူးပြည့်လည်းအပင်မနဲ့ညှိနေသွားမှာကလေးတွေကခူးကျင်တာကွာမခူးနဲ့ငါတက်တော့ရရင်ခူးမှာနော်ခူးရခူးကြီးတရားမှမခူးရဘူးတရားမှမခူးရသူတို့ခူးကျင်နေတာသူတို့တွေကမကြည့်ရောလှလားလှတယ်မတော်လှနော်ခိုင်းရတိတ်မြောက်ရုပ်ရဲ့အဲ့ညက်ဟဲ့မြောက်လိုက်ဘိုင်းပေါ်မကြည့်ရောအများကြီးပဲလှလိုက်တာနားပဲပြီး6ကနားတော့မှာပြီးနားတော့မကြည့်တယ်နော်အပင်နဲ့အသီးနဲ့တော့လိုက်တောင်မလိုက်ဘူးမကြည့်ဟုတ်တယ်ဒါသည်တယ်ကဲဒီမှာကြည့်ပါဦးတဲလေးတို့ညင်းလို့ရမကြဘလောက်ရိတ်ကြီးရကြဘလောက်အေးလိုက်တော့မကြည့်ရောဝိုးလုံးဝအေးသွားပြီမင်းဘလောက်ပင်ရိတ်ကြီးနဲ့မင်းကလေတိတ်ရိတ်ဝါရိတ်ကိုတအားချစ်တာသိလားတန်မိုးလဲရမ်းထားတယ်အဲ့လိုတပ်ပင်နေဆိုရင်လေတပ်ပင်နေလဲတအားချစ်တယ်ဒီမှာကျုပ်စိတ်ချမ်းသာလိုက်တာနော်ဓာတ်နုံပင်နဲ့နောက်မှာတအားရင်လို့အတီးတွေအကုန်လုံးခူးလိုက်ပြီးမှဲ့နေပြီစားလို့ရနေပြီစားလို့ရတော့ကြော်နေတော့အကုန်ခူးလိုက်မှကြည့်ဘလောက်ရိတ်ကြီးနဲ့မင်းတို့အိမ်ဘလောက်အေးလိုက်တော့နော်တဲလေးတို့ຫນွေရာသီမှာဘာနဲ့မှတန်မိုးမဖြတ်နိုင်တော့အရိတ်ကြီးလှလိုက်တာမကြည့်ရောနော်အားကြောင့်လို့အရိတ်နေအခက်ချိုချိုမလုပ်ရဘူးဆိုတာအပင်နေရဲ့အရိတ်ရဲ့တန်ဖိုးနော်သူ့ရိတ်ကိုခိုးတဲ့တန်ဖိုးလေးတွေထားရတယ်မကြည့်အပင်ရိတ်တွေနဲ့ညရမ်းစိတ်ချမ်းသာရမ်းစိတ်ချမ်းသာလို့စိတ်မျက်လုံးထဲမှာစိမ့်စိမ့်ဆိုတအားကြိုက်တာမျက်လုံးကိုအေးပြီးလင်းပြီးတော့လေနော်မကြည့်ရောနော်စိမ့်စိမ့်ဆူနဲ့ကိုချစ်တယ်လည်းပြတာနော်ဟာမင်္ဂလာပါမနေ့တော့ကြံသေးတယ်မအရွက်ကလေရှမ်းနားလေးနော်မအဲ့မှာခုံနန်းနေဆိုလဲဒါမြင်းတို့ဒီမှာစိမ့်စိမ့်ဆူမြင်အစိမ့်အရန်ကြိုက်တာဘာသာကြိုက်လဲဆိုတော့ပန်းနေပြအောင်မယ်မကြည့်ဒါမြင်းကိုလက်ဆောင်ပေးထားတာမကြည့်စိမ့်စိမ့်ဆူလေးလေးနဲ့လှလိုက်တဲ့တခွာတွေနော်မခူးရဲ့မပန်ရဲ့အလှထားတာမထီးရဲ့မတို့ရဲ့တဲ့မဘလောက်လောက်ကြီးပတ်ကျန်တဲ့ပွင့်အောင်ပြမပွင့်အောင်မဘလောက်တွေကလေဘယ်နဲ့ငါ့မှာဘလောက်ပွင့်အောင်မကုန်နိုင်ဘူးအမကြီးအရှိရနောက်တယ်ဒီမှာဘလောက်တွေကလည်းမခဲနာပဲအခုဒီတော့ပွင့်3ခါရှိပြီပွင့်တာအမကြီးအဲ့ဒါအပင်နေအဲ့ဒါလက်ဆောင်ရတာညင်ရပန်းပင်လေးတွေလာချွားတာအမကြီးရောဒါခွာညိုတွေအညွန့်တွေထွက်နေပြီခွာညိုတွေမကြီးခွာညိုတွေအများကြီးပဲပုံမှန်အညွန့်တွေလာနေတာမကြီးခွာညိုတွေတနခါးပန်းတွေလည်းပြန်ဖုံးနေပြီဒီမှာကြီးအများကြီးပဲမကြီးတနခါးပန်းတွေလည်းပြန်ဖုံးနေပြီခွာညိုတွေအညွန့်တွေထွက်လာပြီလာနေတာပွင့်တာနင်းစီဆိုတော့ကုန်ပွင့်တာနော်ပွင့်အမအများကြီးပဲဟိုကဘာလဲညာလေးတွေရောညာလေးဆွဲတော့ယူဇနာဂန့်ကောနော်ဒီမှာဒါဆိုလည်းဂန့်ကောပွင့်တာအများကြီးပဲနော်ကော်ဖီရောတကယ်အစီကြတာအသားကျစ်သွားတာအသားကျစ်တာပြဿနာတစ်ခုကဟုတ်ကဲ့
ဈေးဝယ်တဲ့အမမနေ့ကပြဿနာတစ်ခုစိတ်ခံစားချက်တက်တာတဲ့မြင့်အကောက်ထဲဝင်ကြည့်လိုက်တာတော်တော်စိတ်ချင်နေအဆင်ပြေသွားတယ်တဲ့အဲ့လေကိုမြင့်သွားဟုတ်တယ်တော်တော်ပြဿနာကြီးတစ်ခုဖြေရှင်းရစိတ်ကိုတော်တော်ထိမရဘူးတဲ့အဲ့မြင့်အကောက်ထဲဝင်ကြည့်လိုက်တဲ့ခါမှာတဲ့မြင့်ထားတဲ့စိတ်မျိုးထားကြည့်လိုက်တာတော်တော်လေးတော့စိတ်အဆင်ပြေသွားတယ်ပေါ့နော်ဖြေရှင်းနိုင်သွားတယ်ပေါ့အမလည်းမရောက်သွားတော့တကြံနေ့မှာရွှေရည်မုံလို့ဆောင်တာကူနော်အော်ရာမာဂျင်တဲ့သူလေးတွေနေပြီးတော့လင်းရှိမှာလို့ရပါတယ်မြင်ရတော့အခုရွှေရည်ပေါ့နော်ရွှေရည်ရဲ့မုံလို့ဆောင်ရဲ့ပေါ့နော်3ရက်စာမှာမယ်ပေါ့နော်သူရှိမှလေဟာလေတာကူ3သိန်းခွဲပုံမှာတာလေညင်းလို့မှဝန်ထမ်း40ကျော်ရယ်နော်အဲ့ဒါတွေမကုတ်ဘဲနဲ့လေနောက်နေ့ဒီဘယ်လောက်လောက်ဆိုငါတို့ပြင်းပြချင်းကအပြင်နေရောဝေးတာဟိုလောက်လူ90စာလောက်တိုက်လို့ရတယ်တာကူအဲ့ဒါအထက်မှာလေပြည့်ပြီးတော့လေအမြင့်အကောက်ထဲမှာလေတင်ထားပါတယ်တကယ်ကိုတန်တော့တဲလေးတို့နော်အဲ့တော့လူ60 90ကတော့ကောင်းကောင်းတိုက်လို့ရတယ်ဟိုကိုတကယ်လို့မလုံနိုင်ဘူးဆိုရင်အော်ရာမာဂျင်ရင်ဒါတကြံကြရင်ပေါ့နော်စတူဒီတာအလူလေးကိုဒါနေပြီးတော့လင်းရှိမှာလို့ရပါတယ်လို့မြင်ရတော့ဒါရွှေရင်အေးပဲမှာလိုက်တော့တယ်ရွှေရင်အေးရဲ့မုံလို့ဆောင်ရဲ့နော်ရွှေရင်အေးရဲ့မုံလို့ဆောင်ရဲ့ပဲမြင်ရတော့မှာလိုက်တော့တယ်ပေါ့နော်3ရက်ဇက်တိုက်အဲ့ဒါက3ရက်ဇက်တိုက်ကိုကျွေးမဲ့အချိန်လေးတွေတော့ပြန်ပြောပေးမယ်ပေါ့နော်အဲ့တော့အချိန်ကုန်အလုပ်ရှုပ်တတ်တာပြီးတော့ကောင်းလေးနဲ့အရသာရှိလေးနဲ့နော်ပေးရတဲ့ဈေးနဲ့တန်လေးနဲ့နော်မာဂျင်နဲ့မြင်ရလူကြီးမိဘများနော်မလင်းရှိမှာမြေဖုံးနံပါတ်လေးလည်းတင်ပေးမယ်စေတနာရှင်မကြီးညှင့်လို့ပဲတငယ်ချင်းနေစင်တဲ့ရမလားအဲ့လဲတင်သူလို့အိမ်အတွင်ဒီလိုအင်ဂျူဒီမြစ်ဆိုကိုလည်းဂျာကနေမပြောပေးရဘူးလေနော်တငယ်ချင်းကတငယ်ချင်းပဲဟိုသူ့အတွက်မျက်နှာပြည့်ရမယ်ကိုတော့အလုံးလုံးနေရလေဈေးရောက်နေတာကျန်တဲ့ပိုင်းတငယ်ချင်းနဲ့ပတ်သက်မျက်နှာပြည့်ခံမယ်ဒီဈေးအယောင်းဝင်နေကြတော့အပြတ်မခံနိုင်ဘူးအဲ့ဒါကြောင့်မလို့တကယ်လက်ရကောင်းတာတာကူကိုလည်းပါတယ်တို့ဟိုဟာရောနော်ကိုတုံးဦးရေရောအဲ့ကလေးတို့တော်တော်များပြောတယ်ဟဲ့မက်လီမြန်အောင်မြက်ရလားမသိမြန်ဘယ်သေးတယ်မသိမမြက်ဘဲတော့ဘယ်နေပါမလဲပေါ့နော်မြက်တာပေါ့နော်ဒါပေမဲ့အမြက်တော့နဲတာပေါ့ပြောရရင်သူစေတနာတွေအများကြီးပဲအခုတည်းကသူမအုံသီးတွေတာကူတွေနေကြိုဝယ်ထားလို့အကြိုဝယ်ထားလို့တသိန်းခွဲဖို့ကွယ်မြင်းတို့မှာတဲ့တသိန်းခွဲဖို့လည်းမြင်းမာတာမဟုတ်ဘူးမြင်းကိုချစ်တဲ့ဖန်လေးကမာသေးတာကျမဂျာစားရတာဘိုက်ကောင်းကြာဘိုက်ကောင်းရတာကျမချစ်တဲ့ဖန်လေးကမာပေးတာတသိန်းခွဲဖို့အများကြီးပဲပြင့်တာပဲအဲ့ဒါအခုမနေ့ကကလေးတွေကပြောနေမလင်းနဲ့အဲ့လောက်ကြီးမပြင့်နဲ့တာကူအဲ့လောက်ကြီးပြည့်မကြိုက်ဘူးတဲ့ပဲရှိသေးတာတော့နော်အဲ့လိုပြောခံသေးပြစ်လို့ပြောခံသေးတယ်တော်တော်ပြစ်တာတော်တော်စားကောင်းတာအနေနဲ့ပြန်မြချင်းလူ60 90စာကတော့တော်တော်စားရတာတကယ်ကောင်းပြောတာနော်အဲ့တော့အချိန်ကုန်လှုပ်ရှုပ်တက်တာပြီးတော့မှာကျင်နေဆိုရင်ပြီးတော့လင်းစားတော့ကုန်မှာလို့ရပါတယ်နော်တယ်လေးတို့အဲ့ဒါလာပြပြတာဒီမှာဆီယမကြီးနဲ့အထက်ကိစ္စလေးတွေနော်သူညီမလေးအထက်ချုပ်တယ်လေအဲ့မြင်လဲအဲ့ဒါတော့အထက်ကိစ္စလေးတွေထပ်ချုပ်မှလေးပြောရင်းနဲ့ကဲမောင်ငယ်လေးရေဒါကြတော့စူးစမ်းလေးလာမှုအနေသွားပြီလားအကောက်ထဲဝင်ကြည့်နော်အမဘာရောက်တာလဲသိချင်သိရလားနော်မောင်လေးတို့ကြိုက်တဲ့ရေမွေးလေးတွေကစာရောက်နေနော်အကောက်ထဲဝင်ကြည့်နော်ဒါကြတော့စူးစမ်းဆက်စုလေးလာမှုအနေသွားပြန်ဒီကလေးအားလုံးမင်္ဂလာပါလို့ဒီမှာဝင်းနေရှင်ကြော်စားတော့ကောင်ကအမဝင်းနေရှင်လေးကဒီမှာဘယ်နှစ်ပြည့်သမီး9နှစ်ပြည့်ဟဲ့လား9နှစ်ပြည့်ဒီမှာကျက်စီတမင်းလာပို့တာဒီမှာကျက်စီတမင်းမှာဘယ်မှာပေါ်လဲဆက်ပြတာထောပဲတမင်းထောပဲလားထောပဲတမင်းဩမရွှေကြိုးလေးပါလေးပေါ်နေတယ်နည်းနည်းပါလေးလဲဟုံးမိပါအဲ့ကင်မရာမန်နေရတယ်ရွှေကြိုးပေါ်လည်းမပြောပေးဘူးအောက်ကလည်းမပြောပေးဘူးသိတာမြင်တဲ့ကင်မရာတွေတော့မဖက်ရတာအများကြီးပဲအောင်မြင်ပြီးတဲ့ဗီဒီယိုတွေဖြတ်ပြရတာရန်မပြောရဘူးသူကြောင့်အောင်မြင်ကောင်းတဲ့ဗီဒီယိုလေးတွေဒါကကြအောက်ကတွေလို့တဲ့ဟိုတကယ်ရွှေကြိုးတွေပေါ်လဲလေဟိုစံစီလေးလာလို့ဒီမှာကြည့်ကောင်းတယ်ဟင်းညာထောက်ပတ်တယ်မျိုးချက်တယ်ရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ငွေလေးမှာတက်မကနော်ဒီနာတန်းနဲ့ပါစေလို့နော်တီနော်တော့ဖြစ်ကုန်ပြီနော်သမီးနော်အန်ဒီလည်းကြောက်ကြရတယ်ဒီနေ့ကျွန်တော်လာပြီနော်အဲ့ဒါဟိုနှစ်တရာတိုင်းကျမပြောရှင်ပြီးတော့မိဘကိုတည်တဲ့သမီးလေးမှလေးဖြစ်ပါစေနော်ဆောင်းလေးကိုလည်းရတယ်ပြီးတဲ့စနေပြပါစေဒီမှာတော့ဒီနေ့မေးဖို့ပေးရမှာပါနော်ဒီလိုဆောင်တယ်ဒီကေးနေရတာနော်အနေနဲ့နော်နေပြဝင်းနေကိုပြရမယ်အဲ့ဒီပေးယူရဒီမှာပေးအဲ့ဒီလက်ကောပြန်ပြီဟုတ်ကဲ့ရှင်ဟုတ်ပါဘူးဘယ်လိုလဲဒီကမင်းကလေးတွေဖြစ်တယ်ဒါကတော့မကြီးသီးစိမ့်ပဇွန်ကြောက်ကြော်တဲလေးတို့အကောက်ထဲမှာဟင်းစင်းနှုံးတွေရှိတယ်နော်တဲလေးတို့အဲ့တော့မြင်းတို့17ရက်နေ့4လပိုင်း17ရက်နေ့ကိုနောက်ဆုံးထားပြီးဟင်းလေးတွေပို့မှာဖြစ်ပါတယ်ရှင်ဟောဒီမှာငရမ်းကြောက်အစိမ့်ကြိုက်တဲ့ချစ်တွေနော်တပိတ်တောင်3သိန်းနဲ့8သားနော်ဟုတ်ပြီးသားလေးတွေလည်းရောင်းတယ်တဲလေးတို့ပကိုးပြလို့စားငရမ်းကြောက်နော်စပေါ့ကြောက်တဲလေးတို့ဟောဒီမှာမကြီးသီးစိမ့်နဲ့နော်ပဇွန်ကြောက်နဲ့အိုးရှယ်လုံးဝထမင်းမမိန်ကြိုက်တယ်လို့ပြောဟောဒီမှာကြော်မယ်လှော်မယ်ချက်မယ်ပြုတ်မယ်နော်အဲ့တော့တကြံကြရင်တော့ပိတ်တယ်တဲလေးတို့ရင်တော့ပိတ်ပေမဲ့အိမ်ရောင်းလေးတွေကတော့အိမ်မှာရှိတာတွေရောင်းပေးတယ်မနစ်ကလည်းပိတ်တယ်ပြောပေမဲ့အိမ်မှာလာဝယ်ကြတာအများကြီးပဲ
အဲ့တော့တိသွားပြီမနစ်ကအကြောင်းတိတော့ဟင်းလေးတွေတော့နည်းနည်းအချောက်ချမ်းလေးတွေကတော့မင်းတို့ပို့လောက်ထားပေးတယ်တကြံမှာလေမငရဲကြောက်ကြီးတွေကတော့လက်ဆောင်ပေးမလားအိုးရှယ်လှနော်အဲ့တော့အစိမ့်လိုချင်တဲ့သူတွေဆိုရင်လည်းအရန်တန်တယ်နော်ဘာလို့လဲဆိုတော့မြင်ကနေတွေပြန်လှမ်းပြတာဆိုတော့ဝဲမြစ်ရှိပြန်ဝဲတဲ့သူတွေပို့တန်တယ်ဘာလို့လဲဆိုတော့အလေးချိန်တွေပို့ရတယ်မင်းတို့ကတော့ရော့သွားတာပေါ့နော်နေတွေပြန်လှမ်းလိုက်တော့မလေး6ကပစုံကမုန်းညင်နေလဲလမ်းကြောင်းပိတ်ကုန်ပြီဒါတခြားတနေရာနေသွားဝယ်ရတာပေါ့နော်ဒါကိုဝင်နေကြအမတွေဆိုရင်ပစုံတန်းကင်ပေးလိုက်တယ်ဒါတခြားတနေရာနေသွားဝယ်ရတာဆိုတော့တော်တော်ခက်ခက်ခဲခဲမြင်းတို့သွားဝယ်ရပါတယ်ရှာပြီးတော့ပေါ့နော်ဈေးလဲတော်တော်ကြီးကိုဈေးကောင်းပေးရတယ်အဲ့တော့ပစုံကမုန်းညင်စားတဲ့မြင်းလူကြီးမိဘတွေတကယ်ကိုတန်တော့17ရက်နေ့မြင်းတို့ပိတ်ပြီးနော်တဲလေးတို့17ရက်နေ့နောက်ဆုံးထားပြီးတော့ပို့ပါတယ်ရှင်တကြံပိတ်ရပေါ့နော်မဒါသမီးအစီတွေနှုတ်မပြင်းနဲ့အမလေးပစုံစီတွေငါပစုံစီတွေအမလေးနှမျောစရာကြီးဒီပစုံဒီပလတ်သိတွေမှာဒါဟုတ်ပါပစုံကောင်းအဲ့ဒါဖဲပစုံစီတွေလွတ်မပြင်းနဲ့အမလေးဒီကဲဒါကတော့လင်းရညီမလေးချုပ်ပေးတဲ့ဒါမြင့်ကိုလက်ဆောင်ပေးတဲ့တကြံဝမ်းဆက်ကလေးတွေကပေါ့နော်အမတွေပေးတဲ့တွေကအချီပေးရမှာ အဲ့လိုပြတယ်ပြချင်လို့မရင်ဘကလေးဆိုလည်းချက်ကက်ကလေးနဲ့သူကတည်းကလက်ကလေးတွေကလည်းအနုစိတ်လိုက်ထားသေးတယ်ဒါတော့လင်းညီမလေးချုပ်ပေးတာပေါ့နော်ဒါနောက်တစ်ထည်နော်ဒါလေးကနောက်တစ်ထည်ဘလို့လဲလက်ဆောင်ပေးတဲ့ကျန်နားပြီးတော့ကြံစင်လေးတွေအရင်ချုပ်ခိုင်းလိုက်တာပဲရာသီဥတုတအားပူတော့ထမင်းလည်းမကတ်နိုင်ဘူးနော်အလေးတွေမြင်တက်တော့ရရင်လည်းပဲဝတ်တော့မှာပေါ့နော်မြင်ရတော့မြင်အင်ကြီးတွေကတော့မဆန်းဘူးရိုးရိုးလေးတွေပဲမြင်ရချုပ်တာဆိုတော့လေဟုတ်မင်္ဂလာပါရှင်တရက်သီးပစုံကြောက်ကြော်နော်လုံးဝရှယ်တဲလေးတို့နော်အော်ရာသာတင်ထားပြီတော့နော်တရက်သီးတော်အမလေးဟဲ့ဟာတရက်သီးတော့မပြောင်းတပြောင်းလေးခွာမယ်ပြီးရင်တရက်သီးပစုံကြောက်ကြော်ဘယ်လိုရှယ်ကောင်းကြော်မလဲဆိုတာတဲလေးတို့နော်ဟုတ်မှာဒါတော့ပစုံကြောက်ငပြားကြီးကြော်တက်ကိုပစုံကြောက်တွေကြိတ်နေတာဖြစ်ပါတယ်ရှင်နော်ပစုံကြောက်ကတော့ရှယ်သုံးဘက်ကတော့စက်သုံးနော်တရက်သီးပစုံကြောက်ကြော်အကောက်ထက်မှာဖုန်းနံပါတ်လေးတွေရှိပါတယ်ဒီဘက်ကတော့ဒါစိတ်ချောင်းဆက်ကလေးတွေယူရင်းနေပြီနော်ဒီနေ့နာနေပြန်စချက်ပါပြီရှင်မင်းတို့ဒီဘက်မှာနေဝဲဘော်ဘူးစနေပို့တယ်ဟို17ရက်နေ့ကျရင်မင်းတို့အော်ဒါတွေနောက်ဆုံးထားပို့မှာဖြစ်ပါတယ်နော်တကြံ17ရက်နေ့ဒါကြံပိတ်မှာဖြစ်လို့နော်ကဲတရက်သီးလှီးတဲ့ပုံလေးတွေပြင်ပြမယ်တရက်သီးမပေါက်ဘူးနော်တရက်သီးကိုဟိုပါဘူးမချစ်ဘူးနော်ဂျင်းနဲ့ချစ်တာမကြိုက်ဘူးအဲ့တော့ဟိုမှာငရမ်းကြောက်တွေအကောက်ထက်မှာဒါဖုန်းနံပါတ်လေးတွေရှိပါတယ်ရှင်အကောက်ထက်ဝင်ကြည့်ပေးနော်တဲ့လေးတို့100ကျော်ရယ်နော်ကဲဒီမှာကြည့်ပါဦးငရမ်းကြောက်ကြီးတွေလှလိုက်တာနော်ဘကိုးပြွန်တစားငရမ်းကြောက်အချိန်100ကျော်ထက်ရောက်တယ်အစိမ်းရတပိတ်တာကို3,800တဲလေးတို့နော်ငရမ်းကြောက်လှလှကောင်းကောင်းနဲ့လေအပေါ်ကြောက်စားခြင်းနဲ့ကိုယ့်ရဲ့လူကြီးမိဘတွေအကောက်ထက်မှာဖုန်းနံပါတ်တွေရှိတယ်နော်ဘကိုးပြွန်တစားငရမ်းကြောက်တွေဟိုမှာကြည့်အဲ့ဒါမြင်းတို့နေလေးရတစ်ထက်ပြန်လှမ်းသေးတယ်နော်လုံးဝမြင်းတို့ရှိရဝယ်တဲ့သူတွေပို့တန်နေဆိုတော့ဘာကြောင့်လဲမြင်းကနေလေးပြန်လှမ်းတာလှမ်းတော့လေအချိန်တွေရော့ရော့သွားတယ် customer တွေအတွက်ကတော့တကယ်ကိုကောင်းတယ်ဘာလို့အချိန်တွေ customer တို့ကိုပါတယ်ပေါ့နော်အမလီမငရမ်းကြောက်မိဖုတ်လဲရောင်းနေတဲလေးတို့နော်အကောက်ထက်မှာဟင်းစင်းနှုံးတွေရှိပါတယ်ရှင်နော်ဟင်းစင်းနှုံးတွေရှိပါတယ်ခယူပြန်ရပြီမြင့်ရခယူချစ်ပရိတ်တတ်တယ်နော်ခယူကိုမြင့်အခုဘာနဲ့ကြော်မလဲဆိုရင်မကြီးရက်ကလည်းဈေးကြီးသေးတယ်ကမွန်းညက်ကလည်းအစင်မပြေသေးဘူးအဲ့တော့ဈေးတနံလေးနဲ့လည်းရောင်းကြတော့တရက်သီးနဲ့ကြော်မှာဖြစ်ပါတယ်နော်ဒါခယူကိုအရသာတိတ်တိတ်ကြကြနေပြီးတော့မှဒါသူ့ရည်လေးတွေထွက်အောင်တင်းတင်းလေးဖြစ်အောင်ပြုတ်တာပေါ့နော်ပြီးအဲ့ဒါကိုရေပြန်စစ်ပြီးမှဟောဒီမှာတရက်သီးပေါက်နေပြမယ်တဲလေးတို့နော်တရက်သီးနဲ့ဒီမှာတရက်သီးပစုံကြောက်ကြော်လဲရောင်းမယ်ခယူကြော်လဲရောင်းမယ်တရက်သီးနဲ့ခယူနဲ့နော်လုံးဝအမဟောလို့တရက်သီးကိုဟောလို့ပေါက်တာညချစ်တာမကြိုက်ဘူးဟောလို့လေးပေါက်တာကြိုက်တယ်ဒီနေရာကျတော့ချစ်တာတိတ်မကြိုက်တော့နော်ဘာတွေသဘောကျဟမ်ဟိုနောက်ဆုံးမှာဟောဒီလိုမျိုးအုပ်လိုက်ပါပြီရှင်ကဲငါ6တန်ရကတာကုနာလက်ဆောင်ပေးတာအလကားရတော့ပြောတာဗောတဲ့မညင်တူးတဲ့ဖြုံးတဲ့ဟာပြမယ်နော်မသိပြလိုက်ဒီ6ကကျော်လေးရောတာဖုတ်ပြီးရောင်းတာတစ်လောက်အချိန်450ဝန်းကျင်အစိမ်းရောဆိုရင်တော့900ကျော်ပေါ့ကဲအကျမတယောက်တည်းငပိရောငပိရေတော့လည်း900ကျော်အချိန်900ကျော်ကဲကျမတယောက်တည်းဖြုံးတာနော်ဘယ်ရမှအလကားမရဘူးသိလားဘယ်ရမှအလကားမရဘူးနောက်တစ်ခုကျမတို့ကလုပ်ငန်းလုပ်တဲ့ခါမှာငါ6မှာတစ်ခါတလေအကြောင်းနော်ငါ6ဆိုတာအချိန်တိုင်းပေါ့သွားတဲ့ပစ္စည်းအချိန်ကိုပေါ့သွားတဲ့ပစ္စည်းအကြောင်းဖြစ်ဒါပေမဲ့ကျမတို့ကကိုလုပ်ငန်းလုပ်တဲ့သူချင်းကိုအုံနောက်မစားဘူးအာယုံမနောက်ဘူးတယောက်နဲ့တယောက်ရေရှည်လက်တွဲရမှာဖြစ်တယ်အဲ့တော့တူးမြစ်တာတူးမှာအဲ့ဒါကြောင့်မလို့ပြောတာဘယ်ရမဆိုထမင်းစားတဲ့အုံနောက်လေးနဲ့တွေးလူမိုင်ထမင်းစားတယ်မလားဟုတ်တယ်မလားလူမလားဒါဆိုရင် तू ဘာကြောင့်ရတာလဲအဲ့လိုလိုက်ပြီးတော့ဗလိန်နေမယ်အစားနော်အကောက်တုနဲ့ပါဒါပေမဲ့ပြချင်လို့တခြားတော့ဒီလိုမှန်လေးတွေရမှာကိုကလည်းနည်းနည်းပြခွင့်ရတာပေါ့နော်မြင့်တယောက်တည်းဖြုံးတာနော်ဒါတော့မှအော်ဒါတင်သလိုကိုတောက်လျှောက်ကိုမတင်လို့နော်တင်သလိုဒီထက်မကဖြုံးအားရှိတယ်
နော်တယောက်တည်းဖြုံးတာနော်သိလားတယောက်တည်းဖြုံးတာနော်အဲ့ဒါတလအင်အားနော်တနည်းအင်အားမဟုတ်သေးဘူးတနည်းအင်အားမဟုတ်သေးဘူးဟုတ်တယ်တခါကျရင်လေလူကိုလေမကြွားခြင်းလေကြွားအောင်လာလောက်တယ်သိလားအမှန်တရားနဲ့ကြွားလိုက်ယူလောင်သေးသွားမယ်ဟုတ်တယ်အမဟမ်စင်းနေပြလိုက်ရင်မစမြကြီးပြောမယ်တမီးကိုပြောနေအလကားရလို့ပြောရတယ်ဟမ်နော်ကျမအကျွေးစီးကအတန်မြည်တယ်ဆိုတဲ့ထဲမှာလဲကျမမပါချင်လို့ကိုယ့်ဘာကိုဈေးရောက်ရရင်ကိုယ့်ဘာကိုပြောအလုံးလုံးတာလေးပဲပြတာနော်ကျမရဲ့ရောင်းအားတွေကျမရဲ့ဖြုံးအားတွေသာပြလိုက်ရင်စိတ်မတော့ပါပဲနဲ့အဲ့လိုသိကုန်ပီတီလေနော်ဒီကတားကလည်းအိမ်မှာကတားတွေရှိတယ်ဒါပေမဲ့အဲ့ကတားကြီးတော့မဝယ်ရသေးဘူးဝယ်မဲနဲ့အတိကကျမတို့မအားတာအချိန်တယောက်နဲ့တည်းအကုန်လုံးကလေသူ့အလုံးနဲ့ဟာဒီမှာကြည့်စေးမတွေဆိုလည်းခေါင်းမဖော်နဲ့ဟိုမှာကြည့်သူ့အလုံးတွေနဲ့ဝန်ထမ်း40ကျော်မှမအားဘူးဟိုဘယ်လိုပြောမလဲခေါင်းထဲမှာနော်မအားကြတာသူအဲ့ဒီအချိန်မှာကိုဒါလက်ဆောင်ပေးလိုက်တော့ဆိုဝမ်းသာသွားတာကိုလိုအပ်နေတဲ့ပစ္စည်းလေးနော်ကိုလိုအပ်နေတဲ့ပစ္စည်းလေးနော်နော်ဒါတော့စိတ်ချောက်ဆက်တွေစိတ်သားဟိုအလေးချိန်နေကျွန်မမပြောသေးဘူးနော်ကိုကဈေးရောက်မှရင်ပြောနေကိုရဲ့လှုပ်ရှားမှုလေးတွေပုံမှန်လေးပဲချပြတာပုပပလေးပဲသွားတာသိလားနော်ဟုတ်တယ်ခိုင်ကြရင်အလကားရပြဘယ်ရမှအလကားမရဘူးရှင်းလားလောကကြီးမှာအလကားရတယ်ရဘယ်ရမှမရှိဘူးနော်ဟုတ်လားကိုယူထားတဲ့နော်ဟိုမြစ်တာဆိုတာကိုမုန်းနေတယ်သူသွားချစ်လို့မှမရတာသူချစ်မှကိုပြန်ချစ်ရတာသူမြစ်တာပေးမှကိုပြန်မြစ်တာပေးရတာလေဘယ်ရမှအလကားမရအသွားပြန်ဆိုတာရှိတယ်ဘယ်အရာမှဆိုစံပေးမှစီးရတာနားလည်လားထမင်းစားကြည့်ရမလားထမင်းစားကြည့်ရမလားကောင်းလေးကတွေးနော်ဘယ်ရမှထိုင်းနေပြီလေအခုဒီမှာထိုင်းနေပြီဒီမှာထိုင်းနေပြီမှာ6လောက်အောက်ကူမှာဒီမှာထိုင်းနေပြီယောက်ျားရဲ့ကျူလေးတစ်ခုလောက်ပါကဲတကြမ်းမကျမမထိုင်လို့လည်းစူးနေကျမယောက်ျားဟိုဟာ17ရက်နေ့နော်ဟင်းလေးတွေနောက်ဆုံးထားပို့ပြီးရင်တော့မြင်းတို့တကြမ်းပိတ်ပါတယ်နော်အိမ်လာဝယ်လေးတွေကတော့အိမ်မှာရှိတာလေးတွေမြင်ရောင်းပေးပါမယ်လို့မနစ်ကလည်းလေတကြမ်းအိမ်ပိတ်ပါတယ်ပြောပေးမယ်လေလာဝယ်ကြတာအများကြီးအဲ့တော့ကိုအထာတိသွားဈေးရောင်းကျင်တာပဲနော်အဲ့တော့အိမ်မှာရောင်းပေးမယ်နော်အရှိမလည်းမတ်တက်ကလေးတေးလေးလုံးမယ်ပေါ့နော်အရှိမမတ်တက်တေးလေးလုံးမယ်စတူတီတာလေးလည်းကျွေးမယ်ယောက်ျားမိန်းမထိုင်နေပြီနော်ခုနဗီဒီယိုလေးနည်းနည်းဟိုရိုက်တည်ထိုက်ရိုက်တာပါထိုင်နေပြီမ FCTV ဟိုဘက်လဲလိုက်ပါဟိုအဖြစ်ရင်လည်းပလက်လေးဖြုတ်ထားလိုက်မသိမတာမိကြက်သွားပါဘောမနော်ထိုင်နေပြီယောက်ျားရေငါမျက်မှန်ဖိလိုက်တာမျက်မှန်ကိုင်းစောင်းသွားတယ်တော့ငါဖိချလိုက်တာခဏခါရောင်းရမရှိဘူးအော်သူချစ်ခင်ကတော့ကျန်သူပိုတော်ရောင်းအောင်မအဆက်နဲ့ချိုဘယ်ပူရောင်းอ่ะတမီးကြအချိုပူကြိုက်တာဒီပကိုမကြိုက်လည်းမကောင်းတာမဟုတ်လားနော်သူချစ်ခင်ကြမြင်ရလေအချိုရမ်းကြိုက်တာအဆက်ကတော့မကြိုက်ဘူးဒါပေမဲ့စားတဲ့ customer ကြအဆက်ကိုတားကြိုက်တာတဲ့ရမတူနော်ကြိုက်ကဒါပေမဲ့ကိုမကြိုက်လည်းမကောင်းတာမဟုတ်ဘူးဆိုတော့ပြောပြကြဖောင်းကနည်းနည်းစောင်းသွားတော့ငါတော်တော်ဖိချလိုက်တာပဲဘာလို့ဒီကောင်နည်းနည်းအောက်ပြန်ချိုးရမှာအမှန်တဲ့သွားပြီတမီးခက်ဒါကတော့အိမ်မှာဒီနေ့ပစုံစိမ့်နဲ့မရုပ်သီးစိမ့်နဲ့ကွယ်ကင်မရာဘက်ကိုကွယ်ပစုံစိမ့်နဲ့ရတယ်တမီးရပစုံစိမ့်နဲ့မရုပ်သီးစိမ့်လေးနဲ့ငွေစိမ့်နေသွားလားမသိဘူးနေသွားဟမ်နေတာပေါ့မလေးငါတွေကနေတယ်အဲ့ဒါနဲ့တရသီးနဲ့နော်ကြော်မှာနည်းသေးတယ်တို့ပြန်လုပ်အောင်ထပ်ပြီးပြင်တာတရနော်တရသီးလေးအုံမယ်နော်အရင်စားကောင်းတော့ရတာမဟုတ်ခုလိုရသည်ဦးရဲ့စိတ်ကလေးနဲ့ရှင်းကျော်ပြင်တရသီးလေးအုပ်တမဲရင်သမင်းရှင်းပဲမတရသီးအုပ်တာလေးမပြလိုက်ရအောင်လုံးဝနော်တရသီးလေးနဲ့ချင်းကန်ဇက်ကလေးရှယ်ပဲဖိုက်စားပြီရှယ်ပဲလုံးဝရှယ်ပဲမကြည့်အောင်ဟိုဟမ်
မောပြေလေးနော်ကုလုံတရားဒီမှာအရင်စားကောင်းတော့ရှယ်ပဲရောင်းလေးတွေအတွက်ငပိရတဘူးမှမရှိလို့ဒါအိမ်ရောင်းလေးတွေအတွက်နော်ဘကိုးပြုံးတစားအင်္ဂပိပါရှင်မင်းတို့ရှိမှာငရမ်းကြောက်ကောငပိရောပေါ့နော်တနေရာတွေကယူတာမှာမချောက်တိုင်ရမြို့လက်ဆောင်ထည့်ပေးလိုက်တာကတ်တာမှာနော်ကတ်တာကြီးလက်ဆောင်ထည့်ပေးလိုက်တာငရမ်းကြောက်တွေဆိုလဲရှယ်အကောက်ထဲတာဝင်ကြည့်တဲလေးတို့နော်အိမ်မှာကငပိရတဘူးမှရောင်းစရာမရှိလို့နော်ဒါအိမ်ရောင်းလေးတွေအတွက်အရင်ဖြော်တာပါရှင်နော်မင်းတို့ဒါ4လပိုင်း17ရက်နေ့ဆိုရင်အော်ဒါလေးတွေနောက်ဆုံးထားဖို့မှာဖြစ်ပါတယ်တကြံပိတ်ရမလို့နော်တဲလေးတို့အကောက်ထဲတာဝင်ကြည့်ပေးပါရှင်ငရမ်းကြောက်ဖို့တဲလေးတို့နော်ငရမ်းကြောက်ဖို့ရှယ်ကောင်းတော့ဘကိုးပြုံးတစားငရမ်းကြောက်နော်လုံးဝကိုယ်စားတယ်လို့ပဲဖုတ်တာအကောက်ထဲမှာဖုန်းနံပါတ်တွေရှိတယ်အစိမ်းဆိုရင်မျိုးတို့တပိတ်တာတသိန်းနဲ့8000ပြန်ရောင်းနေနော်အစိမ်းပကိုးပြင်တာအပေါ်ကြောက်တယ်နော်လက်ဆောင်ပေးရင်လည်းတအားလာတယ်အကောက်ထဲမှာဝင်ကြည့်ချင်ငရဲကြောက်ကြီးအကြီးတွေပဲမှာဒါကဒါမြင်းတို့ဖုတ်ရောင်းတဲ့အနေရဒီနေလေးတွေပဲကောင်းတယ်နော်သူ့ရဲ့ကြီးတဲ့ဟာကြီးတွေလည်းရှိတယ်အကြီးတွေပဲအကောက်ထဲမှာဒါတဲလေးတို့ဝင်ကြည့်ကြည့်နော်လုံးဝလှတော့အယိုးအရေကလုံးဝမပါဘူးငရဲကြောက်ဖုတ်ရတာတအားလက်ဝင်တာငင်းလေးကိုတဲလေးတို့စားကြည့်တကယ်မှာစားကြည့်အရန်သမင်းမိန်တာသိလားအဲ့ဒါဘာလဲဆိုတော့အရန်လက်လက်ဝင်တာအချိန်လဲတအားပေးရတဲ့ငချင်းပြုတ်ငွေကြော်ပါရှင်နော်အချိန်တအားပေးရတယ်အစားခံနဲ့အထားခံနဲ့တဲလေးတို့နော်အကောက်ထက်မှာဟင်းစင်းတို့မီနူးတွေလည်းရှိတယ်တိတိကျကျလေးဒါငချင်းပြူနော်ငချင်းပြူဟောလိုမျိုးငါ့ကိုပြုတ်ပြီးမှတိတိကျကျအယိုးတိတိကျကျပြန်နှံပြီးမှမြင်းတို့ဒါကြော်ရတာဖြစ်ပါတယ်ရှင်နော်ထမင်းလေးနဲ့စားမလားမိုးငါအနှစ်ပြန်ချက်စားမလားငါငပိချက်ပြန်လှုပ်စားမလားမုတ်ဖတ်တုတ်စားမလားအိုးကြိုက်နဲ့တက်တာလုံးဝရှယ်ကောင်းတော့နော်တကယ်ကိုထမင်းမိန်နဲ့ငချင်းပြုတ်ငွေကြော်ဒီမှာဝေးလာပဲဖြစ်ထားတာအားလုံးမင်္ဂလာပါမပိုင်ရှင်လေးနဲ့တူထမင်းစားကြပါအောင်ရှင်ဒီဗီဒီယိုမန့်လေးကိုထောက်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုအထက်မှာမန့်နေအများကြီးပဲညင်လည်းခုမှဒီမန့်လေးပြန်တွေ့တယ်တင်ထားတဲ့ဗီဒီယိုကတော့ကြာပြီဝန်ထမ်းလေးတွေနဲ့ပတ်သက်တဲ့စိတ်ချမ်းသာစရာကိစ္စလေးတွေပေါ့ဒီနေ့ကတော့ပစုံစိတ်ငရုတ်သီးကြော်ရယ်ဒီကျိုးကကလောက်နေမှာပစုံစိတ်ငရုတ်သီးကြော်နဲ့တရသီးလေးနဲ့ကြော်ထားကြော်ပဲပစုံစိတ်တဲ့လေးကိုငရုတ်သီးစိတ်နဲ့တရသီးနဲ့ရောကြော်တာညအဲ့လိုပုံစားလိုက်တယ်ပြီးရောလှုပ်ရှုပ်တက်တာကောင်းတာတော့လေဒီနေ့တော့အိမ်ရလူတွေထမင်းစားကောင်းကြမယ်ဝေးဘာလေးပဲသိလို့အကောက်ထဲဝင်ကြည့်နော်ဒါ900နဲ့ရောင်းနေအရင်နဲ့တာတူကတိရတယ်ကောင်းတဲ့သမီးရဲ့ပစုံကြောရွှဲပဲပြည့်သီးလေးနဲ့နော်သမီးနဲ့တမဲလေးယူနေလေးတောက်စားโอ้ก็ရွှဲပဲညတမဲစားလုံးနဲ့စားအားရစားနေပြီးတော့ရင်းစီဆက်သားကြမိခင်လေမင်းကြီးတော်စားကောင်းတော့တရသီးလေးနဲ့လေတရသီးလေးပတ်ပြီးထည့်ကြော်ထားဒီကနေ့ရောင်းတာဘယ်လိုကြောက်တရသီးကြော်တရသီးပေါက်ရအများကြီးပဲမှာပြင်တရသီးကိုတစ်ခါလဲပေါက်လို့ပြီးလဲပြီးသွားရောနေလေးပြထားတရသီးလေးတွေတင်းတင်းလေးဖြစ်သွားကြော်တဲ့ခါကျရင်အရေးတွေညမ်းမထွက်တော့ဘူးလေညအကျဉ်းကျတော့အလုပ်တို့မလုပ်ရင်လုံးဝစိတ်နဲ့ပြီးလုပ်တဲ့အရာကြောင့်ဘယ်လိုပဲအဆင်ပြေတယ်ပေါ့နော်ရောင်းရတခြားဟင်းချက်တဲ့မီနူးတွေအများကြီးရှိတယ်ကိုစိတ်မပါတော့မလုပ်ချင်စိတ်ပါတဲ့အရာပဲသူစိတ်ပါရင်လုပ်မှာစိတ်မပါရင်မလုပ်ထဲဝါအန်ဒီကိုစားကျင်လို့ပူစားလိုက်တာဟိုတနေ့ကကိုနေရစားနေတာတွေ့တော့လေတိလားသူတို့ကြောင်းညာစားနေတော့အခုကိုစီပဲထဲဝါကဒါမြင့်ကြိုက်တဲ့ပစ္စည်းနော်တကယ်ဒါအခုမြင့်သုံးနေရနော်မြင့်ပြန်လည်းမရောင်း
မရောင်းထဲဝါတော့ရောင်းနေမှကျွန်တော်သွားမှကြတာမင်းကလေးတန့်စင်ဥစ္စာနော်မယိုသေးနားနဲ့မနာဖွားနဲ့နာနော်ဒါမြင့်ကြိုက်လို့ဒါအန်တီကမြင့်သုံးဖို့ထပ်ထည့်ပေးလိုက်တာထည့်ပေးရတာဒါတဟွာလောက်ရှိနေနော်မတပတ်လောက်ရှိနေနော်ဒါတပတ်လောက်ရှိနေပြီမင်းကလေးတန့်စင်နော်ဒါမြင့်ကြိုက်လို့ဒီမှာနော်မင်းကလေးရောယောက်ျားလေးရောအကုန်တန့်လို့ရရောအဲ့ဒါလေးတန့်စင်ပြီးသွားရင်လေဘယ်လိုဖြစ်ပါဝါရပဲနေရထိုင်ရတာဘူးလို့မြင့်တို့ကြတော့သွားလာဆွေးတွေတန်နေနဲ့ကွယ်မင်းကလေးဆိုတွေ့ကြည့်ပေါ့နော်အနံဆိုးတွေရအစနော်ကိုနေဆရာသမားလေးသူစားနေတာတွေ့လို့အဲ့ဒါဟိုတနေ့ချက်ချင်းဖုံးကောက်ဆက်လိုက်တာအနည်းလို့ကိုနေစားတဲ့စိတ်သားမိခင်လေးစားကြတယ်လို့ကိုအိမ်မှာမစားအောင်လားဆိုတော့မဟုတ်ဘူးနော်ကိုရင်ဟာကြတော့မစားကြတော့ဘူးသီလားအမြဲတမ်းစားနေကြဆိုတော့လေကျမကကောင်းရနော်မြင့်အမြဲတမ်းပြောရနော်မြင့်ဘလောက်ပဲခင်မြင့်ကောင်းရင်ကောင်းတယ်ပြောတယ်မြင့်အစမပြေဘူးဆိုလိုက်မပြန်တင်မပေးဘူးအဲ့ဒါလုံးဝဘလောက်ပဲခင်နေနော်ဒါအန်တီထဲဝါတို့ဆိုမြင့်စိတ်ကိုကောင်းကောင်းသိတယ်မြင့်တကယ်ကောင်းပြောတာအလုံးနဲ့ပတ်သက်မြင့်ဘယ်သူမှလည်းအမနာဘူးဒါမှအမနာလည်းရိုင်းနေတာမဟုတ်ဘူးကိုမဖြစ်နိုင်တဲ့အရာကိုအစမပြေနိုင်တဲ့အရာနောက်တစ်ခုကမြင့်မကြိုက်တိုင်းလည်းမကောင်းတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့မြင့်မကြိုက်ရင်ပြန်မပြောပြတော့သူတိုင်ရင်ဆိုမစညက်ကြီးကိုအရင်မိခိုင်းတာပါဘာလို့အသက်ကြီးတဲ့သူအရင်မိခိုင်းရတာလဲကောင်းမမလေးစီလေးစင်တိုင်းဘကောင်းမနော်သူကဂျင်းနံလေးမွေးနာဘယ်ဟာလေးနဲ့လိုက်တာတကြံသူဘယ်ဟာလေးနဲ့တော့တကြံသူဟိုဟာလေးနဲ့လိုက်တယ်တဲ့အဖွားကြီးစကားတွေခေါ်နေမာတယ်လီတို့မာနော်ဒါပေမဲ့လည်းကောင်းနေရတော့ကျမကပြောပေးမယ်လေဒီမှာမင်းကလေးတွေများတော့မျှပေးရတာပေါ့မျှသုံးရတာပေါ့နော်အန်ဒီတော့တလို့ကတက်ကိုပို့ပေးလိုက်တာအားနာတယ်အန်ဒီကိုထပ်လည်းမပို့ရနဲ့တကကိုကဝယ်သုံးပါမယ်လို့နော်ဝယ်သုံးပါမယ်လို့သူကအနံလေးကလည်းမှုေးတယ်မွေးတဲ့ခါကျတော့စိတ်ကြည်တာပေါ့နော်ပြောကမင်းကလေးမှမဟုတ်တဲ့ယောက်ျားလေးလည်းတန့်စင်လို့ရအမြုပ်ထွက်အကောင်နဲ့နည်းနည်းလေးတော့အမြုပ်နေတာထွက်စပြကောင်းမကောင်းအမြုပ်ထွက်ရင်ကြိုက်ကိုကြိုက်တယ်ကိုလေးကတော့သွားအမြုပ်ထွက်မှာအားရသေးရကြောရတာဒါပဲဖြစ်စပြဆိုအမြုပ်မထွက်တဲ့စပြဆိုကြိုက်ကိုမကြိုက်ဘူးကောင်းတော့ပြီးဟိုကလေးမလေးလေဝင်းအောင်ကြပြောတယ်ငါတကူတော့ထည့်ပြလိုက်မယ်ငါညီမလေးစားရအောင်ကျေးဇူးအများကြီးတင်ပါတယ်အန်ဒီရတကယ်စားကောင်းတော့ကဲဒီမှာဈေးတဲ့အချင်းချင်းကိုရန်တိုက်ပေးတဲ့ကိစ္စလေးတွေမြင့်ပြောမမြင့်ရလဲဒီနေ့တောက်မတော့6တောက်ကအဖက်ဒီမှာတိတ်မကောင်းတော့နော်ဒီစကားလေးနည်းနည်းမြင့်ပြောဦးမယ်ညတို့ online ဈေးတဲ့အချင်းချင်းတို့လိုက်ရန်တိုက်မပေးနဲ့ line ပေါ်မှာဒါလေးသူ့လို့ကို့လို့မှာကျမတို့ကနောက်မှာလေးဟယ်လိုလောက်အားတွေရိုက်ပြီးတော့ကျမတို့ကစစ်ကင်နေကြတာအဲ့တော့တော်ရန်တိုက်မပေးနဲ့သိလားနော်စီဝါတို့တိုင်းရန်သူမဟုတ်ဘူးညကလေအမုန်းခံပြီးတော့ဂျာနေပြောတာသိလားအဲ့တော့မြင့်ဦးဆိုရင်လာပြီးတော့လေအဲ့လိုလေဟိုလူနဲ့ဒီလူနဲ့လာတက်ပဲမြင့်ကလေကြည့်လိုက်တယ်စာစေးမလေးတွေဆိုရင်လည်းသူတို့ပြောလိုက်တယ်ပြန်တင်လားသူတို့ပြောလိုက်တယ်အိမ်မှာဝင်တဲ့နေကုန်တော့တိနာပြန်တင်လားစဉ်းစားမပြန်တင်ဘူးလားမပြန်သူကြည့်ဘလို့လိုက်သွားအာုံနဲ့မထက်နဲ့မြင်းနဲ့ဓာတ်ရိုက်များသောအားဖြင့် TikTok က message တို့မြင်းမပြတ်ဘူးဘာလို့ TikTok ကကြတော့ဒီစေးမလေးကြိုက်တာအမေညာဘက်တွေကြရင်တော့အပေါ်ရန်စောင်းဝင်လာတာတွေကိုအဲ့လိုမျိုးဆိုမြင်လိုက်ရတယ်ကိုကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတာဆိုချက်ချင်းပြန်ပြီးတော့အဲ့ဒါချက်ချင်းပြန်ပြီးရန်တွေးပလိုက်တာပြုံးလေးနဲ့ရန်တွေးပလိုက်တာပြီးရောရန်တွေးပလိုက်တာဘာလို့လဲဆိုတော့ကိုလို့ကြသမှာနော်ဘာလို့သူများလိုက်ရန်တိုက်လို့ဘာရမှာမလို့တော့စီဝါတိုးတက်လာမှာလားနော်အဲ့ဒါကြောင့်မလိုက်ရန်မတိုက်နဲ့ line ပေါ်မှာကလေ online လောကကြီးရှုပ်ထွေးတယ်သိလားနော်အပေါ်ရံမှာချပြထားတဲ့15စက္ကန့်3မိနစ်60စက္ကန့်ကိုကြည့်ပြီးတော့လေအဲ့ဒါအကုန်လုံးသိပြီးမထင်နဲ့နောက်ကမှအများကြီးပဲရှုပ်ထွေးတယ်နော်ရှုပ်ထွေးတယ်ပြီးတယောက်နဲ့တယောက်ကလေအဲ့ဒါအကုန်လုံးကလေနောက်ကမှစီးပွားမီတင်လေးတွေအမြဲတမ်းတယောက်နဲ့တယောက်ဖလှယ်ကြတယ်အဲ့တော့အကုန်လုံးကဟိုစီးပွားတူတိုင်းရန်သူမဟုတ်ဘူးညီမတွေလိုပဲချစ်ချခင်ကြတယ်အကြောင်းကြောင့်စကားတွေမပြောပြသူ့လောက်ကိုင်းနဲ့သူကို့လောက်ကိုင်းနဲ့ကိုသာရှိတာအဲ့ဒါရှင်တို့ line ပေါ်မှာတစ်တူပြီး TikTok တွေရိုက်ပြပြီးတင်မသူတို့ကခင်းနေတယ်ထင်တာလားနော်တချို့ဆိုရင်ကွာမြင့်နေဆိုအခုအပြင်မှာ TikTok မှာမတွေ့ဘူးတဲ့ line ပေါ်မှာဈေးရောက်နေတဲ့အမတွေညီမတွေဆိုအများကြီးရှိတယ်ဒါပေမဲ့လေအရန်ခင်ကြတယ်လူချင်းလာမတွေ့ဘူးကြတာနော်ပြောပြတာနော်ခင်ကြတယ်ဆိုရင်လေဒီလိုပဲပေါ့ဟိုကိုယ့်ရဲ့စိတ်တရားကိုင်းလုံးတော့သူပေးထားတာတော့မဟုတ်ဘူးစိတ်ပေါင်းဖို့ခွာပေါ့ဒါပေမဲ့အဲ့လိုဘယ်လိုပြောမလဲဟန်ဆောင်ပြီးတော့လှုပ်ပြီးတော့ခင်ကြတဲ့သူတွေတော့မရှိကြဘူးပေါ့သူလည်းသူစီးပွားသူလို့ကိုလည်းကိုစီးပွားကိုလို့အဲ့လိုမျိုးပေါ့နော်အဲ့တော့
အဲ့ဒါကကြတော့တခုတော့ဟိုဖြစ်ရတာပေါ့စကားပြောတဲ့ခါမှာမြင်းတို့ကဈေးရောက်တဲ့ခါမှာပစ္စည်းတွေ့နေအောင်စကားပြောတဲ့ခါနည်းနည်းထိတ်ပြောရတာပေါ့တစ်ဖက်သူရဲ့ကတော့တစ်ဖက်သူရဲ့ပစ္စည်းကိုမထိခိုက်ဖို့တွေနော်ကိုပစ္စည်းကောင်းကြောင်းပြောပြီးသူများပစ္စည်းကိုမကောင်းတဲ့အညွန့်အတိတ်တွေမရောက်ဖို့တွေနော်တယောက်နဲ့တယောက်ကိုဖေးမရတယ်ကုညီရတဲ့စကားလေးနဲ့တော့လကောင်းနော်မြင့်ရဲ့အကောက်ထဲဝင်ကြည့်မြင့် share တဲ့ဟာလေးတွေဝင်ကြည့်လိုက်နော်မြင့်ဈေးတယ်မှန်တယ်များအကုန် share ပေးတယ်နော်အဲ့တော့မြင့်မှာရန်သူမရှိဘူးနော်ရန်သူမရှိဘူးလာလဲရန်တိုက်မပေးနဲ့အဲရန်တိုက်ပေးတိုက်ပေးတဲ့သူပဲမြင်ကောက်ချက်ချတာနော်ဘာလို့လဲဆိုတော့တိုက်ပေးတဲ့သူနဲ့ကိုယ်နဲ့တိတောင်မသိဘူးလေနော်အဲ့ဒါပြောပြတာနော် online လောကကြီးရရှုပ်တယ်နော်ရှင်တို့ရှိမှတွေ့တိုင်းကျမတို့မချစ်ဘူးမခင်ဘူးတင်နဲ့တချို့ကြတော့ကိုယ့်ဘာကိုယ်လေးတွေနဲ့ကိုယ့်အလုံးနဲ့ကိုယ့်ဘာကိုယ်နေကြတာတီးဖို့ပြောပြတာအစ်စ်ပါတာတဲ့ချီတိုးလေးဒီမှာချီတိုးဆရာမတော့စိတ်ညစ်နေပြီဥမာမဒီဘက်လဲလို့သမီးကိုလှည့်ခိုင်းတာဒီမှာခေါင်းကဒီမှာဘယ်လောက်လဲတခုဘယ်လောက်လဲ3500ပါနော်ချီသားအနီးရကတော့အနီးချီသားစစ်လေးနဲ့ထိုးထားတာနော်ချီလိုင်းရတော့ကောင်းမှကောင်းဒီမှာနော်အခုရောင်းဖို့နော်ကလေးတွေဒါရောင်းသွားကုန်ပြီလားကုန်ပြီ9ဘာလို့9ခုလဲထိုးလာတော့အဆန်းလားတင်လာခဲ့ခလေးလေးတွေတချို့သပင်မပေါက်တဲ့ခလေးလေးတွေတို့ဗာလေးတွေတို့ပတ်လို့ရတယ်လေဟမ်မမသေးကိုပတ်ပေးလို့ရတယ်အိမ်လိပ်စာစပူတီတီရွှေကြပင်ဘရုံမလမ်းမပေါ်မှာပါအဲ့လိုနော်ဟိုကဗရောက်တွေသွားမဝဲဘူးလားငါ့ကိုဗရောက်ဟိုဝယ်မပေးဘူးလားအလုံးကိုတပရီယိုတွေရိုက်ပြမယ်နော်ဗာလေးတွေလဲဆိုဟောဒီမှာအားလုံးကြိုက်တဲ့စိတ်ငပိချက်နော်မြင့်ဒီနေ့6ထောင်နာနေတော့တိုးချင်းစီအချင်းကြိုက်ကြီး6ထောင်မထောင်နိုင်လို့လေအဲ့ဒီမှာစိတ်ငပိချက်လုံးဝရှယ်ကောင်းတော့အကောက်ထဲမှာဝင်ကြည့်လိုက်တယ်လို့ဟင်းစင်းနှုံးနေစိတ်သားဆိုလှော်ပြီးမှချက်တာနော်အစိမ့်ကိုချက်တာမဟုတ်ဘူးဟင်းစင်းနှုံးနေအကုန်နေထားပဲအကောက်ထဲတောင်ဝင်ကြည့်လိုက်တယ်လေလို့ဟောဒီမှာဒါကစိတ်တုံးဆက်နော်အခုလိုရာသီမှာထမ်းရည်လေးနဲ့မြည်မလားနော်ဟိုကဘာလဲစောင်းလေးဆိုဝိုင်လေးနဲ့မြည်အရန်ကောင်းတယ်သွားကြမ်းမကြီးကောင်းတဲ့လူကြီးမိဘတွေမစားပါနဲ့နော်ဘာဘူးသွားငါလဲသွားကြမ်းမကြီးကောင်းတဲ့သူတွေပဲစားပါလို့သွားကြမ်းမကြီးမကောင်းတဲ့သူတွေတော့မစားပါနဲ့လို့အဲ့လိုပြောချင်တာနော်ပဲစီမွေးလေးနဲ့စိတ်တုံးဆက်ကြော်နော်သွားကောင်းတဲ့သူတို့ကတော့လုံးဝရှယ်ကော့ဟောတာကတော့ငါ6ထောင်းနော်ငါ6ထောင်းအလူတိုးလေးအဆက်ကြော်တဲလေးတို့နော်အကောက်ထဲမှာဖုန်းနံပါတ်တွေရှိတယ်နော်အကောက်ထဲကိုဝင်ကြည့်ညတို့4လပိုင်း17ရက်နေ့နောက်ဆုံးထားပြီးဟင်းနေပို့မှာဖြစ်ပါတယ်တကြံပိတ်မှာမလို့နော်ဒါအချိုကျော်အဆက်ကျော်ဟောတာကအလူတိုးအချိုကျော်နော်တသားမိမိတွေအကြိုက်အဆက်မစားတဲ့လူကြီးမိဘတွေအကြိုက်ပဲစီမွေးလေးနဲ့နော်အကောက်ထဲသာဝင်ကြည့်နော်တဲလေးတို့အကောက်ထဲသာဝင်ကြည့်နော်ဗာလေးမဆိုအကုန်သိရတယ်နော်လုံးဝ share ဟောဒီမှာမလေးကဲမြင့်ဟိုခြေထောက်ကလေးတက်တာပါပြီးတော့ခြေထောက်ကတော့အရင်ကြီးတော့ရှောက်လို့မရသေးဘူးမမြင့်ကို2ရက်လောက်လိုင်းပေါ်မတွေ့လဲတမျိုးကြီးဖြစ်သွားတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့နော်အားပေးတဲ့အတွက်ကောဝင်းရံပေးတဲ့အတွက်ကောကျေးဇူးအများကြီးတင်တယ်တယောက်ချင်းစီတန်းကိုလည်းမြင့်ဟိုကမန့်လေးတွေမပြန်နိုင်အောင်မြင့်နားလက်ပေးပါနော်ဟိုခြေထောက်ကတော့မနှမ်းပြောရရင်စိတ်သွားတိုင်းကိုမပါသေးဘူးတိတ်ပြီးတော့ခြေထောက်ကလေခြေထောက်ကစိတ်သွားတိုင်းကိုမပါသေးတော့နေရထိုင်ရတာနည်းနည်းလေးတော့အခုဒီမှာဟိုအပေါ်ကခုံနဲ့ရလဲထိုင်လို့မရအဲ့တော့ဒီအောက်ကလေးမှာပဲခုံလေးခင်းပြီးတော့ခြေထောက်ကသွားခြင်းနဲ့တောက်နဲ့ဒါပေမဲ့အယွတ်ဒီတည်းအယူကြီးကတော့တော်တော်နာနေသေးတယ်အယောင်တော့ကျသွားပြီပေါ့နော်အရင်ရက်တွေတဲ့ဆိုင်တော့အယောင်ကျသွားပြီဆိုတော့ခြေထောက်ကလမ်းလျှောက်ရင်ပို့ပြီးတော့ရောင်တယ်နည်းနည်းလေးသူ့ဟိုဟာလေအောက်မှာဒီမှာမြင့်ဆိုဒီမှာဟိုလေးနဲ့ထားတာနည်းနည်းလေးမြင့်ထားရင်သွေးကြမှာရောင်တဲ့ပုံစံပေါ့မြင့်ထားရင်တော့မရောင်တော့ဘူးပေါ့နော်သွေးကြရင်မရောင်တော့အဲ့တော့မြင့်ကထိုင်ရနေပြီးရင်မြင့်ရဲ့အချစ်တွေကိုတချင်းနဲ့မပေါက်စင်ခိုင်းထားတယ်ပြီးတချင်းနဲ့ဖြောပေးပြီးနားညီပေးမယ်ပေါ့နော်ကိန်းနေရချောင်းကြရုံနဲ့သူတို့လွှဲရင်ဒုလိုတယောက်နဲ့တယောက်ချင်းမပေးနေဝီနေကြတာသူတို့တင်မြတင်ရင်ကိုချင်းနေစားတဲ့ချမတကယ်နော်အတော့ကသူချူတကယ်လွန်ကြတာသူတွေတမီးအဲ့ဒီမှာမဖုန်နေယူရောအော်ပါတယ်ပါပြီကဲမမောင်သွားလို့ရပြီလို့ဒီနေ့ရွေးမအားတော့ဒီကောင်ကဒါပြေးပြီးသားအုပ်ကြီးလေဒီအုပ်ကြီးကမယူတော့စားရတဲ့ပြန်သိမ်းအဲ့တော့ချစ်ပေးကြတဲ့တယောက်ချင်းစီအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ရာသီဥတုတွေလည်းပူတယ်ခရူးဆိုင်ကြအောင်နော်ရာသီဥတုတွေတော်တော်ပူတယ်နဲ့လှုပ်တာနဲ့ကိုလေလှုပ်တာနဲ့ချွေးထွက်မှာမြက်ဆေးမာတွေပူမာသေးလို့အဲကွန်တက်ထားတယ်ဒါပေမဲ့လည်း
ပူတာပါပဲအရင်မခံနိုင်ဘူးနည်းနည်းတော့တက်တာပေါ့နော်ဆေးမလေးတွေအတွက်သူတို့လေးတွေခေါင်းကြည့်မှကိုယ်လည်းဟိုဟာဘယ်လိုပြောမလဲစင်းရင်လေးတွေသူတို့ခေါင်းကြည့်မှဘာလို့တောက်လျှောက်ဖုံးကကိုအိမ်မှာကိုအိမ်ရလူတွေနဲ့ပြောရတာမဟုတ်ဘူးလေအပြင်က customer နဲ့ပြောရတာဆိုတော့ခေါင်းလေးတွေကြည့်စိတ်ကလေးတွေကြည့်မှပြောရဆူရတာတယောက်နဲ့တယောက်ကအဆင်ပြေတာပြီးတော့ customer ဆိုတော့တီးတဲ့အတိုင်းမျိုးတဲ့မျိုးစုံကျိုးခွန်အဆင်ပြေတဲ့ customer လည်းရှိသူတော်တော်လေးဘေးချက်နဲ့ချက်လည်းရှိရပါတော့အဲ့တော့စိတ်ကလေးကအမြဲတမ်းကြည်လင်လန်းဆန်းနေမှရမှာအဲ့လိုမျိုးလေးပေါ့အဲ့လိုတီးပစုံကြောက်ကြော်အတွက်ကိုတရတီးလေးတွေကိုဟောလို့ပေါက်တယ်တရတီးကိုလည်းမြင်ရင်ခွဲကိုပဲလှုပ်ထားတယ်နော်ရင်ခွဲကအဲ့လိုကြော်တဲ့ခါပူစားကောင်းလို့လေဟောလို့ပေါက်တယ်အကုန်လုံးမဟုတ်သေးဘူးနော်တဲလေးတို့ပေါက်လဲပေါက်ပြီးတော့ဒီမှာအဲ့လိုလေးကိုတစ်ထက်နေလေးပြန်လန်းထားတယ်တရတီးပစုံကြောက်ကြော်ကြော်တဲ့ခါကျရင်တင်းတင်းလေးနဲ့စားလို့ကောင်းအောင်လို့တရတီးပစုံကြောက်ကြော်နေမဟုတ်ဘူးနော်ခယူတရတီးကြော်ပါရောင်းမှာနော်ခယူတရတီးကြော်လဲအဲ့လိုလေးပဲနော်တဲလေးတို့အကောက်ထဲမှာဝင်ကြည့်17ရက်နေ့နောက်ဆုံးထားပြီးတော့မြင်းတို့ပို့ပေးမှာပါတကြံမှာနော်အဲ့တော့တဲလေးတို့အကောက်ထဲသာဝင်ကြည့်တဲလေးတို့ဗာလေးတို့တိလို့အကောက်ထဲသာဝင်ကြည့်တဲလေးတို့နော်အမကြီးဘာစလည်းမပြည့်အလုံးလည်းမပြည့်အစားလည်းမပြည့်ကျမစီမများအဖွဲအမကြီးနော်မနေ့ရှိဟမ်ရစားရလဲစားရစားဆိုလို့တယောက်တခုပေးလိုက်အောင်အဲ့ဒါနာမည်ဘသူဟိုတည်းလက်ဆောင်ပေးလိုက်ရစားတယ်မုံနတာအဖေကျော်ပြေးကျော်ဖြည့်ကျော်နော်အဲ့ဒါပေးလိုက်အောင်အောက်ကလူတွေကိုဒီမှာမနေ့ရှိခွဲကနေည9:00နာရီဖုန်းလေးတွေဖြည့်ပေးပါတယ်မအမလက်တဲ့ဖုန်းတွေအကုန်ပြန်ခေါ်ပေးပါတယ်နော်ဘိုင်ဘာစာဝင်တွေကတော့တအားများတော့အစင်လိုက်လေးတွေပြန်ရတာမလို့ပေါ့နော်ဖုန်းလေးဆက်မှန်ပုံမြန်ပါတယ်လို့နော်မကြည့်အောင်ပါလဲပဲဟင်းနေနဲ့ပါလဲအာလူကူတီတွေဟုတ်လားအုံစိမ့်နေနဲ့အုံစိမ့်ဂျယ်လီတွေနဲ့ကျမတို့ဆေးမအဖွဲအမစားတယ်တောက်တယ်ကျမတော့အခန်းထဲတော့ဝင်အိမ်မနိုင်ဘူးကျမဒီလိုလေးနေရဘယ်ရမလဲဟိုဘက်ကအဖွဲတွေလည်းစောင့်ကြည့်တယ်အိမ်ရှိကိုလည်းလမ်းကုန်းကြည့်လို့ရတယ်နော် CCTV ကကြည့်အားမရဘူးအားအကြောင်းမလို့ဒီနားနေပြီးတော့နော်အမအဲ့တော့ဇိမ်ခံတတ်တဲ့ဇာတာကျမမပါဘူးအမအဲ့တော့ဆောင်းဝင်လေးကအရမ်းများတော့အစင်လိုက်လေးပြင်ရပါတယ်လို့ဖုန်းလေးဆက်မှရင်တော့ပုံမြန်ပါတယ်ရှင်ဘာလေးပဲတိလို့အကောက်ထဲတာဝင်ကြည့်ကြကိုတဲလေးတွေနော်အမဒီနေ့ခယူးနဲ့မရဲ့တရတိကြော်နဲ့ရှယ်ပဲရှေ့မှာတချို့ပြီးပြီးရိုက်အောင်မတရတိလေးတို့လီးပေါက်ပြီးတော့မနေလန်းထားသေးတယ်နေပြထားတာပြီးမှကြော်ပူကောင်းပစုံကြောက်တရတိကြော်လဲပါသေးဒီမှာကျမရေးတောက်ပြီးတော့ဒိုင်ငံပြောမယ်ဒီနားကနေပြောပါနော်မကုန်းကလည်းဒီမှာဟာဝပန်းနဲ့ပါယူနီဖောင်းဆိုင်မှာလို့အရင်အိတ်ရှယ်ဝတ်တဲ့လူရတဲ့မဟုတ်ဘူးတဲ့မားရဲ့2အိတ်ရှယ်မှာပေးပါတဲ့ခဏကိုကြည့်ချင်2အိတ်ရှယ်တဲ့ဆိုတော့သမီးသားလေးနဲ့ဘိုက်ကချက်နေလို့ဘိုက်ကကြက်နေတော့အဲ့လိုဖြစ်နေတာမတစင်နဲ့ကြက်ကုန်ပြီအိတ်ရှယ်တွေအိတ်ဆယ်တွေရောပေါက်သမားအိတ်ရှယ်လက်ဆိုင်သမားအိတ်ဆယ်မီဒီယာလက်ဆိုင်ဟိုမှာဟိုစားတိုင်းမဝတာဆိုလို့ရှောင်မဲရှိတော့တယ်စားတိုင်းမဝတာရှောင်မဲရှိတော့တယ်ပြည့်လို့ရှောင်လို့အဖြစ်တယ်အန်တီတီတီရဲ့တဲ့ဟိုကနနသီးကိုတော့နောက်တစ်ခေါက်ကြာရင်ရေပြောင်းဆေးပေးပါတယ်တာရှာရလာလို့ညနနသီးကိုလို့အလုံးလေးတွေလေတာရဲ့တာမကြိုက်လို့ပါဘယ်နဲ့ရှာရလို့လားဆီယမကိုလည်းနိုင်ကြွားသေးတယ်ကြောင်းတော်ဒီမှာတာဆီယမကိုဒါလည်းနိုင်ပါလာတယ်ဟလားဟုတ်လားတာအဲ့ဒါရှာရဘာလို့ရောင်းမသိဘူးရှာရဘာလို့ရောင်းမသိဘူးတဲ့တမီးကသိလိုက်ပါလေကိုကြည့်တာလည်းနေဒီစားနေတာကိုစားတယ်အသားလေးချက်မတလို့မရချက်မတသားစားခြင်းနဲ့တံပေါက်နဲ့ဖာလူတားတော့ဝယ်ထားတယ်မကန်ရဘူးနော်တံပေါက်ရနော်တောင်းရှင်တယ်ရေတောက်ရှင်တယ်မမေချက်တော့အောက်ကတာဘူးလေဒီတောင်းဘူးလေမတာပြီးတွဲတော့ကဲမဲဝနာရေငါ့ကို YSN ဘယ်တော့ပို့ပေးမှလဲလို့နော်အခုလောလောဆယ်တော့ YSN ရဲ့အစားပေါ့နော်ဥမာ YSN ရဲ့အနက်လေးကကျတော့မြင်းအနက်ကိုပဲခံစားပြီးပြောတတ်တာတကြံနားနီးနေပြီရောင်းချင်နေပြီနော်အဲ့တော့တယောက်ရင်ဝင်နေတယောက်ဟိုခွဲလို့မရတဲ့အနက်လေးကအဲ့ YSN အဲ့ဒီမှာအခုနောက်တစ်ခုထပ်တွေ့တာဒီမှာဒီအနက်လေးကတစ်ခုချင်းစီစမ်းနေတာဒီမှာနော်ဒီအနက်ဘာလဲဒါ I don't know လားဟာလားပြီးတယ် I don't know နော်အခုမြင့်တိတဲ့အနံ့လေးတွေပြောပြမယ်တကြမ်းမှာနော်အင်ကြီးလည်းရင်မွေးကအနံ့ဆွဲတယ်ဘူးကြီးဘူးသေးရှိတယ်ဈေးနှုန်းလေးတွေလည်းပြောပြမယ်ဒီဘူးသေးလေးတွေက12000ဟုတ်တယ်နော်12000ဘူးကြီးကဘယ်လောက်လဲသမီး
ဘူးကြီးက3000ဘူးကြီးကပို့တက်နေနော်အခုမြစ်ချီမှာရမ်းရောက်ရတဲ့အနံ့ဟိုမြစ်ကိုယ်တိုင်သုံးတဲ့အနံ့မြစ်ပြမယ်နော်ဒါပေမဲ့အဲ့အကုန်လုံးကမြစ်အကြိုက်ဆုံးတိုင်းကဝါရဆန်နော်လုံးဝသူကလေဝါရဆန်အဲ့လိုအဲကွန်ကန်ထဲမှာတို့ကားထဲမှာတို့အဲ့လိုမျိုးလေးဆိုအရန်ကောင်းတဲ့ night out ပေါ့နော်ပြီးဒီမှာဒါ night out အနံ့တဲလေးတို့ဒီမှာနော် night out အနံ့နော်ဒီနံ့ balance ဘေးနာအင်္ဂလိပ်လိုနည်းနည်းတော့တယောက်လောက်လာကြပါရဲ့တို့ကလည်းတည့်ရတဲ့နဲ့ဟိုတကယ်ကြီးကြတာဟေးနော်ဒါအင်္ဂလိပ်လိုဘာနဲ့လဲလို့ ဒါစတောင်းကဝေ့ယူ အေးအဲ့လိုဘိုးလိုရော့ဒီမှာဒါကိုပြော ဒါလေးက poison ကဲ အေးအဲ့လိုပြောတာပြီးရင်ဒီမှာ cherry ဟဲ့လားဒါ cherry အဲ့ဒါမြင့်ကြီးမှာလောလောဆယ်ရောင်းရတာမြင့်ရန်အကြိုက်ဆုံးအနံ့က wire ဆန်အခုချိန်ထိမေဝနာကျမကိုမပေးဘူးသူရှိမှလည်းမရှိဘူးနော်မြင့်စွတ်တဲ့အနံ့မြတ်ဒါဆေးပါရတယ်ငါသိတယ်အတိတဲ့နဲ့ကြတယ်ငါပြောပြရနော်အဲ့တော့ဝယ်မယ်ဆိုတက်လေးတော့ဘူးကြီးကိုဝယ်လုံးဝအင်ကြီးမှလည်းဆေးမကွက်ဘူးနော်နောက်ပြီးတော့ဒီနေ့စွတ်ထားပဲဆိုရင်မလက်ပြန်တီကိုခံတော့နောက်တစ်ခုကအဝတ်လျှော်ပြီးသွားရင်တော့အင်ကြီးမှအနံ့ဆွဲနေတော့မြင်းတို့ကအိမ်မှာချက်ပြုံနေတာဆိုတော့လေအင်းလို့ရင်မွေးအတိမ်လုံးပတ်ဆန်းတာပေါ့နော်အနံ့လေးစမ်းတဲ့ခါမှာချက်ပြုံနေတဲ့ခါကျတော့ဒီစီနက်ဂျီနက်ချွေးနံပေါ့အဲ့ဒီအနံ့နေဖုံးတယ်တကယ်ပြောတာနော်အဲ့တော့တကြံကြရင်နော်ကိုဖွန်ကြောင်ကျင်းတဲ့ကောင်လေးကောင်မလေးနဲ့ရှွတ်နော်တကြံကြရင်ရှွတ်နော်ဖျန်းလို့ရအောင်နော်အဲ့တော့တကြံကြရင်နော်အဲ့ပြီးတော့ဒီနဲ့ခုနအဲ့ဒါကြည့်နေတာဒီနဲ့ဒါဘာနဲ့လဲတမီး စကန်နေမှာ အဲ့မဒီမှာနော်အဲ့တော့တဲလေးတို့လောလောဆယ်မှာမြင့်ပြန်အကြံပြုနိုင်တဲ့အနံ့ကိုပြောပြရနော်ဒီမှာဒီလေးနဲ့ဟုတ်ဒီပါနွေဟိုကဒီအနံ့လေးဆိုတာနွေရာသီမှာနေရမ်းပူရင်စစ်ချင်တယ်လို့ပြောတဲ့သူလေးဒါလေးဆိုဒါလေးကချင်းမြုံလေးနဲ့စားလို့ကောင်းတယ်ကောင်းကြည့်တယ်ပြောတာဒီမှာအဲ့ဒါနော်အဲ့ဒါမြင်ရမ်းကြိုက်တဲ့ဝမ်းဆန်တော့တော်မရောက်သေးဘူးနော်မရောက်သေးဘူးဒီနာလေးလည်းကောင်းတယ်မဒီဘူးလေးခုနရှာနာငါဒါနဲ့မှားနာဒါကတော့မစွတ်ကြည့်ဘူးတော့မသိဘူးဒါကောင်းလားမကောင်းလားတော့မသိဘူးစွတ်မစွတ်ကြည့်ဘူးတော့အနံ့တွေကတော့အကုန်ကောင်းတယ်တိုးတော်ညာလည်းကိုယ်အကြိုက်တွေးဖို့ပဲလို့ဒါခုကဒါမြင့်အကြိုက်တွေးတဲ့အနံ့လေးကိုပြောတာအဲ့ထက်မှဗာရက်ဆန်မြင့်ကြိုက်တာနော်အဲ့မရသေးလို့မဝနာကိုနားညနေတာဒါလေးက night out ကလေးသိလားမြင့်တို့ရန်ကုန်သွားတော့ကလေသိလားဗာလဲဟိုဝါမှာလေဗာလဲဖယ်ပါမှာလေအဲ့ဒါလေးတော်တတိရတယ်တရားသီးပစုံကြောက်ကြောက်ဟောဒီမှာကြည့်နော်စားမကောင်းရင်ကြိုက်တယ်လို့ပြောတဲလေးတို့နော်အကောင့်ထဲမှာဖုန်းနံပါတ်တွေရှိတယ်နော်တဲလေးတို့အမဈေးနှုန်းကတော့မပြောရသေးဘူးဘာလို့အခုမှစပြီးတော့မီနူးအစ်ကြော်တာဖြစ်တဲ့အတွက်ကြောင့်နော်လုံးဝ share ကြော်မှာဟောဒီပစုံကြောက်မို့ကဒါအကောင့်ကြီးတွေကိုမှကြိတ်ထားတဲ့အသားမို့သူကနည်းနည်းအလေးမို့နော်ဒီကောင်ကအချိုးနော်ပစုံကြောက်ဟောမှာအသားကြီးပဲအမလေးဟဲ့မောက်ကုန်တော့မယ်အောက်ကိုတယောက်လောက်လာထိမ့်ပြပါနော်ပစုံကြောက်လုံးဝသူကအသားကြီးပဲနော်ပစုံကြောက်အသားကြီးပဲဟိုတရက်သီးကိုဖဲသမီးရှေ့ဟောဒီမှာတရက်သီးကိုတေးချပေါက်ထားတာနော်တဲလေးတို့ဟောလို့ပေါက်ပြီးကြော်တာပုံစားကောင်းတယ်ပေါက်လဲပေါက်ပြီးတော့မြင်းတို့နေတစ်ချက်လန်းသေးတယ်နေလေးနည်းနည်းတင့်သွားအောင်လေတရက်သီးလေးတွေကိုထိုက်တဲ့လောက်ဖြစ်သွားအောင်လုံးဝနော်ထိုက်တဲ့လောက်တင်းလေးဖြစ်သွားအောင်ပြီးတော့ရင်ခွဲသီးကိုပဲကြော်တယ်ရင်ခွဲသီးနဲ့လေးမွှေးနာပဲနော်ဟိုမှာစတင်ကြော်တော့မယ်နော်တဲလေးတို့ပြီးရင်ဟောဒီမှာတရက်သီးနဲ့ခယူးနဲ့ရှယ်ကောင်းတဲလေးတို့ထမင်းစားမမင်းကြိုက်တယ်လို့ပြောနော်ဒါပြီးရင်ဈေးနှုန်းပြန်ပြောပေးမယ်မြင်းတို့ထွက်ရှိတွေမသိရသေးလို့နော်ခယူးပြန်ချက်ပြီးကမုန်းညံနဲ့လည်းမဟုတ်ဘူးနော်မကြီးရွက်နဲ့လည်းမကြီးရွက်တွေလည်းဈေးကောင်းသေးတော့မချက်နိုင်သေးဘူးနော်ကိုကဈေးကြတော့လည်းတန်တဲ့လောင်ရောင်းခြင်းနဲ့ပစ္စည်းကြောက်လည်းကောင်းကောင်းကင်ခြင်းနဲ့ဟာဒီမှာလာပြီကဲအကောက်ထမ်းမှာဒါတဲလေးတွေဝင်ကြည့်ပြီးတော့နော်သိကျင်တာလေးတွေရှင်ကဲဒါတော့မြင်းတို့စိတ်တငင်းပြားကြော်ကြီးပါရှင်နော်အရန်ပူတော့ကြော်ရတာအရန်ပူအရန်စားကောင်းဒီမှာစစ်မယ်ပေါ့နော်ဒီမှာကြော်ပြီးသားမြင်းတို့တကြံနော်တကြံပိတ်မှာဖြစ်လို့နော်17ရက်နေ့နောက်ဆုံးထားပြီးတော့ခင်းနေပို့ပေးမှာဖြစ်ပါတယ်ရှင်နော်17ရက်နေ့နောက်ဆုံးထားပြီးတော့နော်ဖုန်းကလည်းတအားကြောင်နေဒီမှာခယူနော်ခယူနဲ့တရက်သီးနဲ့ကြော်တာတရက်သီးစိမ့်နဲ့ကြော်တာလုံးဝနော်ကြိုက်တဲ့သူတော့ကတော့ခယူကြိုက်တဲ့သူတော့ကတော့လုံးဝကြိုက်မှာဘာကြောင့်လဲဆိုတော့တရက်သီးရဲ့နော်ချင်းစက်ကလေးနော်အရင်ချင်းစုံနေရလည်းမဟုတ်ဘဲနဲ့နော်ပဲစီမူးမွေးလေးနဲ့နော်အစာပလာနိုင်လေးနဲ့တဲလေးတို့နော်လုံးဝရှယ်ပဲနော်ဒါမင်းတို့ပြင်ထွက်ရှိတွေပြန်သိပြင်ဈေးလေးတွေပြန်ပြောပြပေးမလုံးဝပေးရတဲ့ဈေးနဲ့တန်နေစေရမယ်နော်ခယူဆိုလဲလုံးဝရှယ်ထုံနဲ့ခယူရဲ့ညီနဲ့လုံးဝမနန်စေရဘူးထမင်းလေးနဲ့နယ်ပြီးတော့ဟောဒီအနှစ်ကလေးနဲ့စားလိုက်ရရင်ပြင်မကြည့်ဘူးခုလိုရာသီဥတုပူတဲ့အချိန်မှာနော်ချိန်ကုန်အလုပ်ရှုပ်တတ်တာပြီးတော့လုံးဝရှယ်နာရာသီဥတုကတော့ပူချက်ကတော့မပြောနဲ့လှုပ်တာနဲ့ချိုးထွက်ပဲဟေးရက်ဆက်ကဲဒီမှာမြင့်ပြမယ်နော်ဒါတပတ်ရှင်းနေပေါ့နော်တပတ်ရှင်းနေဘာတပတ်ရှင်းလေးလဲဆိုတော့မြင့်လဲသူများပစ္စည်းကိုကိုယ်စလဲပြန်ရောင်းတဲ့ခါမှာတာဝန်နေကြည့်ပါတယ်နော်ကိုယ်စလဲဆိုတဲ့ခေါင်းစဉ်အောက်မှာဗာလဲဆိုတော့ဒီ
ဒီပင်းတွေကိုပြန်ပြီးတော့တိုးပွားအောင်ပင်းကိုနာမည်ပိုရှိအောင်ကိုယ်စလဲဆိုတာလောက်ရတာဖြစ်ပါတယ်နော်အဲ့အတွက်ကြောင့်မြင့်ကိုပိုင်ပစ္စည်းတွေရောင်းနေဆိုပဲဒီမှာကြည့်အဲ့ဒါပင်းတွေကိုကိုယ်စလဲတွေကိုလွှဲရမယ်ဒီမြင့်တခြားသောပြန်ယူရောင်းတဲ့ကိုယ်စလဲတွေကိုလွှဲရမယ်ပတ်ဆက်ဒါ2ဆ3ဆလွှဲရတာနော်ဒါငွေသားကြီးပဲရှိသေးတယ်ကေဘေးကြံသေးတယ်နော်ကေဘေးကြံသေးတယ်ကေဘေးတွေနဲ့လွှဲတာတွေမပါသေးဘူးဒါငွေသားကြီးပဲရှိသေးတာလွှဲရတာနော်အဲ့တော့ဟိုကိုယ်စလဲဆိုတဲ့ခေါင်းစဉ်အောက်မှာတော့အစ်စ်တွေပဲဆိုရင်လည်းတစ်တော့ဘန်းတက်လို့နော်အဲ့တော့ကိုယ်စလဲယူရဲဆိုတာပင်းကိုပြန်ပြီးတော့နာမည်ကြီးပွားစေခြင်းလို့ပါနောက်တစ်ခုကကိုယ်စလဲဆိုတာဒီပင်းကသူတို့စားမဲ့အမြတ်တွေကိုကိုယ်စလဲကိုပေးထားတယ်ဆိုတာကလည်းခုနမြင့်ပြောသလိုပေါ့သူတို့နာမည်ပို့ပြီးတော့ကျေပြန့်စေခြင်းလို့ကြော်ညာတဲ့ပုံစံမျိုးနဲ့ဒါကိုယ်စလဲဆိုတာပေးတဲ့သဘောအဲ့တော့မြင်းတို့ရောင်းတဲ့သူတွေကတောင်းဝင်အရင်ကြီးရပါတယ်ဖြုံးရတာပေါ့နော်ဖြုံးဝနိုင်ရတာပေါ့နော်ဖြုံးဝနိုင်ရတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးမြင့်မှာအခုဒါမြင့်ယူရောင်းတဲ့ပစ္စည်းဆိုရင်ဒါတခြားသောပစ္စည်းတို့မြင့်ယူရောင်းတာဆိုရင်အမျိုးကြီးမှ100လောက်ရှိမလားနော်တခါဆို100ကျော်တဲ့လိုတိုးပိုလျှော်လည်းရှိတာပေါ့နော်အဲ့ဒီဥစ္စာလေးတွေအကုန်လုံးကိုဘယ်မှအော်ဒါမကြအောင်သူမကြအောင်သူ့ဟာလေးနဲ့သူအော်ဒါလေးတွေထိုက်တဲ့လောက်တက်နေရအောင်ဒါကိုပစ္စည်းရှိသေးတယ်နော်ကိုပစ္စည်းကိုလည်းကိုအော်ဒါတက်အောင်လုပ်ရသေးတယ်သူများရဲ့ပစ္စည်းတွေကိုလည်းဒါပြန်ပြီးတော့မြင့်ကဟိုကြိုက်လို့လည်းယူရောင်းတာပါတယ်နောက်ပြီးမြင့်ကိုယ်တိုင်လည်းဒီနာမည်လေးတို့ဖောက်ပေးတာပေါ့နော်ဖောက်ပေးတာလည်းပါတာပေါ့နော်ဖောက်ပေးတာလည်းပါတယ်ပြန်ရောင်းတာလည်းပါတယ်အဲ့တော့မြင့်ကတစ်ဖက်ရှင်းနဲ့သွားတယ်မြင့်ကကျတော့တစ်ဖက်ရှင်းနဲ့သွားတယ်ပုပ်ပုလင်းလင်းပြောတာမြင့်ပြောပြီးသားမြင့်ဒီပစ္စည်းကိုကြိုက်တယ်ဆိုရင်မြင့်ကိုယ်တိုင်ကြိုက်တယ်ဆိုရင်ပြန်ကြော်ညာပေးတယ်ပြန်ကြော်ညာပေးတဲ့ပိုင်ရှင်တီလည်းဥမာပေါ့ဟိုပစ္စည်းရေသွေးရလည်းကောင်းရမယ်ကြော်ညာအားလည်းအရန်မတက်နိုင်တဲ့သူလေးတွေဆိုတော့မြင့်ပို့ပြီးအဓိကထားပြီးပို့လုပ်ပေးတယ်ပေါ့နော်အဲ့ဒါကကြတော့နောက်တစ်ခုကမြင့်ကိုယ်တိုင်လည်းပြန်ရောင်းတယ်ပေါ့နော်ပြန်ရောင်းတယ်ဒါပေမဲ့မြင့်မရင်အဲ့တော့မြင့်ကကို့အရင်နဲ့ကိုတော်မှအရင်ကနဲတာမဟုတ်ဘူးအဲ့တော့ကြောင့်မြင့်ပြန်မရင်နိုင်ဘူးဖြုံးအားနဲ့နော်ကြော်ညာအားနဲ့နာမည်ပေါက်အောင်တော့မြင့်စူးစမ်းပြီးလုပ်ပြီးတော့ရောင်းပေးမယ်နော်အဲ့လိုကျင်းတတ်တယ်ဆိုရင်တော့လက်တွဲဆိုပြီးတော့မြင့်ကဘယ်သူနဲ့မဆိုစလက်တွဲတဲ့ဒီစကားပြောခဲ့တာဖြစ်အဲ့ကြောင့်မြင့်ပြန်ယူရောင်းတဲ့ပစ္စည်းအားလုံးဒီတစ်ခုမှငွေမရင်ထားရပါဘူးဒါကိုယ်ဝင်လင်းပြောတာဒါပေမဲ့စူးစမ်းအားတော့အများကြီးထည့်ရတာပေါ့တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့စူးစမ်းအားတွေအများကြီးထည့်ရတယ်ဒီပစ္စည်းတွေပေါ်မှာအဲ့ဒါတစ်ခုခုရှိပြီဆိုရင်လေပစ္စည်းပိုင်ရှင်တွေနဲ့တယောက်နဲ့တယောက်ကိုမြင်ရတော့အာမနာတန်းပြန်ဆွေးနွေးပါတယ်အာမနာတန်းပြန်ပြီးကွန်ပလိန်းတက်ပါတယ်တယောက်နဲ့တယောက်ကိုနော်ကွန်ပလိန်းတက်တာမကြိုက်တဲ့သူတွေဆိုရင်လည်းမြင်ရလက်တွဲဖြုတ်လိုက်တယ်ပေါ့နော်ဒါပစ္စည်းဆိုတာအများနဲ့ပြင်ရမှာပဲအဲ့တော့မြင့်ကိုချစ်လို့ယုံကြည်လို့ဝယ်စားကြတာဒီ customer တွေကမြင့်တင်တဲ့အကောက်ပေါ်မှာမူတည်မြင့်တင်တဲ့အကောက်ကိုကြည့်ပြီးတော့ပေါ့နော်အဲ့အတွက်ကြောင့်မြင့်ကတော့အလုံးနဲ့ပတ်သက်ဘယ်သူမှလည်းအာမနာဘူးမြင့်နဲ့လက်တွဲတဲ့သူတိုင်းလည်းအကျိုးမရုပ်စေရဘူးနော်အဓိကတော့စိတ်တပိုင်းနဲ့သွားတာဖြစ်တယ်စိတ်တပိုင်းနဲ့နောက်တစ်ခုကမြင့်နှစ်ဦးနှစ်ဖက်ပြန်ကြည့်တာဖြစ်တယ်မြင့်ကိုမြင့်လည်းပြန်ကြည့်တယ် customer ကိုလည်းကြည့်တယ်တစ်ဖက်ကဒီပင်ရင်းတွေကိုလည်းကြည့်တာဖြစ်ပါတယ်ပေါ့တို့ရေတရက်သီးပစုံကြောက်ကြော်တော့လုံးဝရှယ်လုံးဝဒီအနေထားကြီးတွေရလာပါပြီခင်ဗျာလုံးဝရှယ်ဟိုကြော်တဲ့သူတွေလည်းချွေးတွေကိုမှကျုံလက်ဘက်မှာသူတို့မှချွေးတွေကိုနော်လုံးဝတကယ်လုံးဝထမင်းမမိန်ကြိုက်တယ်လို့ပြောတယ်လေးတို့နော်အကောက်ထဲကိုဝင်ကြည့်လိုက်ကိုတဲ့လေနော်တကြံထမင်းလေးစားကြင်လားခုနလိုအကြံပေးလိုက်ကြမယ်ရေလေးနဲ့နော်တကြံထမင်းလုံးဝပစုံကြောက်နိုင်ချင်းနဲ့နော်ရှယ်ပဲစီမွမွေးလေးနဲ့နော်ဒီဘက်မှာလည်းဟင်းအနှစ်တွေချက်နေရာဒီဥရုကလည်းပူချက်ကလေးစက်သိန်းနေတောင်ထားနော်မပူနဲ့အပေါ်မှာရေဖြန်းဖြန်းပေးဖို့လုပ်နေပါပြီနော်အပေါ်ကနေရေဖြန်းဖို့လေမကဲ့ဒီအပေါ်ဒီပေါ်မတရတိပစုံကြောက်ကြော်နေတာကိုကလေးတွေကပြောတာငါပစုံကြောက်တွေထက်ထဲအောင်မလို့ဆိုတာဟာညလုံးပြူရတယ်ဒီမှာအညာသူကစားတဲ့သူတွေကတော့တန်ပြီမမရေးတဲ့ဒါတော့ပစုံကြောက်အကောင်တွေရောအမှုန့်နေရောအများကြီးထည့်ထားတာနော်ဒါအကောင်ကြီးပဲဆိုဘယ်နှပိတ်တာလဲ4ပိတ်တာလား5ပိတ်တာအမှုန့်နေရောနော်အများကြီးထည့်ထားတာပစုံကြောက်အကောင်အမှုန့်ကိုရှယ်နော်တဲလေးတို့တရတိပစုံကြောက်ကြောဒါဘာမှမရသေးဘူးနော်အများကြီးလိုသေးတယ်လုံးဝညိုညံ့ပြီးတော့ထမင်းနဲ့လူနေစားလုံးဝ green ရှင်းပြီးတော့ထမင်းအញ្ញစားကောင်းနေမယ်နော်တကြံထမင်းစားခြင်းဘယ်လိုစားမလဲရေလေးနဲ့ဟုတ်တယ်မလားအမရေလေးနဲ့နော်ရေလေးနဲ့စမ်းပြီးတော့တကြံထမင်းလေနော်ပြီးရင်ဒါညိုညက်တိုင်းပစုံကြောက်ထက်အောင်မှာနော်ပြီးမှကျမဒီဟင်းလေးကိုဘလောက်သားကိုဘလောက်ပါဆိုဈေးနှုန်းလေးပြောပေးမယ်ဘာလို့လဲဆိုတော့မင်းကဟင်းတို့ကိုချက်ရင်ဘလောက်ကောင်းရမလဲအရင်ချက်တာချက်ပြီးမှဈေးနှုန်းကပြောတာဖြစ်တယ်နော်အဲ့တော့ဘလောက်ကောင်းရမလဲဆိုတော့ချက်ပြီးကမှဈေးနှုန်းလေးကိုပြောပြပါမယ်ရှင်ခုနခယူကတော့15ကျပ်သားကို8000နဲ့ပြောပြသွားပါပြီခယူမကြီးသီးကြော်ကအပဘူးတရသီးကြော်ကပေါ့နော်ဒီဟင်းကိုဘလောက်မြဲရမယ်မဟုတ်ဘူးဘလောက်ကောင်းရမလဲဆိုတော့အရင်ချက်တာပြီးမှတွက်ချက်ကြိုက်ပြီးကမှအဲ့လိုလေးပေါ့လှလိုက်တာနော်တရစားတော့လုံးဝအချိန်ရမ်းပေးရတယ်မကြီးလူတွေလုံးဝလက်မနာရအောင်လက်တွေလုံးဝမနာရအချိန်ရမ်းပေးရတယ်မနာရဘူးလီတော့လည်းကြာကြီးပဲနော်အချိန်ရမ်းပေးရတာလီတော့လည်းအကြာကြီးပဲမြင်းကကျတော့ချစ်တာမကြိုက်ဘူးရှက်တာမကြိုက်ပေါက်တာကြိုက်တာဟဲ့လို့ပေါက်
ပေါက်ပြီးတော့ဒါဘာပြန်လုပ်သေးလဲသမီးနေလန်းသေးတယ်နေလန်းပါသေးတယ်ရှင်နော်ပေါက်ပြီးတော့နေလန်းသေးတယ်မှာခယူကြိုက်ကိုရဲ့ချစ်တယ်ဒီမှာနော်ခယူနဲ့နော်မှာတရက်သီးနဲ့ဟောလိုမျိုးလေးကြော်ထားတာတဲလေးတို့အရန်စားကောင်းတော့15ချက်သားတပူ8ထားနော်အကောက်ထဲအဝင်ကြီးဟင်းစင်းနှုံးလေးတွေအကုန်တင်ပေးထားပေးပါတယ်နော်လုံးဝရှေ့ကောင်းတော့မကြည့်အောင်ရှင်းမရှိပဲစီမမွေးလေးနဲ့အရန်အချိန်ပေးရတယ်တဲလေးတို့နော်ထမင်းလေးနဲ့နည်းနည်းစားချင်းမြုံမြုံလေးနဲ့ကောင်းမှကောင်းတဲလေးတို့နော်ချင်းငန်းဇက်ကလေးနော်ထမင်းမမိန်မှာတော့မပူနဲ့တဲလေးတို့ရေနော်နည်းနည်းပြီးတော့အမခယူတွေကလည်းအများကြီးပဲမကြည့်အောင်ခယူကြိုက်တဲ့သူတော့ကတော့လုံးဝထမင်းမိန်မှာတဲလေးတို့ရှယ်ပဲမှုနေရောပဲလာလိုက်တဲ့ပစုံကမုန်းရင်တဲလေးတို့ဟင်းလေးတွေနဲ့ပတ်သက်တာသိချင်အကောက်ထဲတာဝင်ကြည့်ဟင်းစင်းနှုံးတွေလည်းကုန်တင်ပေးထားတယ်မမေတစ်တော့ရိုက်နေတယ်တစ်တော့ရိုက်ပြီးဆိုခေါ်ပြီးခဏလေးနော်အေးမပစုံမတစ်တော့ရိုက်ပြီးဆိုမအေးကိုအသေးခေါ်တာမကြည့်အောင်ကမုန်းရင်ရကလေးကလည်းညိုညက်ပြီးတော့နော်တဲလေးတို့အဲ့တော့17ရက်နေ့နောက်ဆုံးထားပြီးတော့နယ်ဝေးတို့ပို့ပါလေကျန်နာတော့17ရက်နေ့နောက်ပိုင်းကတော့အိမ်မှာသာလာဝယ်ကြပါတော့တဲလေးတို့လမ်းကြောင်းတွေပိတ်သွားပြီနော်ကြံ4လပိုင်းနော်ပြန်ဖွင့်ရက်ကလေးတွေကိုလည်းပြန်ကြော်ညာပေးပါမယ်ရှင့်နော်လုံးဝရှစ်ပစုံကမွန်းချင်းနော်လုံးဝလှပ်တော့ထားလိုက်တော့မှနော်အေးဒါကတော့ဂျူးမြင့်ငနီတူမြေပဲဆန်ဘာလဲချောင်ကြော်လေးပါနော်မှအကောက်ထဲမှာဈေးနှုန်းတွေရှိပါတယ်နော်အကောက်ထဲမှာဈေးနှုန်းလေးတွေတင်ပေးထားပါတယ်ရှင်မကျုံနော်ထားလိုက်တော့မှနော်ငနီတူကြော်လေးဖွင့်တန့်ပြီးတော့မကြည့်အောင်ဒါဂျူးမြင့်တက်တုံကြော်လုံးဝမပါဘူးနော်ဒါမှမြေပဲဆန်ဆိုလဲ၄ချမ်းခွဲလေးကြော်ထားတာနော်ဒီဘက်ကန်ဆိုလဲ၄ချမ်းခွဲလေးကြော်ထားတာရတာရှိနေရောကဲတမပါပြီရှင်ဒါကတော့ငရုတ်သီးခွဲချမ်းကြော်ဟောဒီမှာနော်ငရုတ်သီးခွဲချမ်းကြော်ဆိုလဲအရသာရှိလေးဟာလိုမျိုးဟာလိုအကုန်ရောတမနော်ပဲဟင်းလေးနဲ့စားမလားချင်းလေးနဲ့စားမလားပဲဟင်းညိုလေးနဲ့စားမလားဒါဂျူးမြင့်ကြော်ထားတာဒါဘိတ်ဆုံးမှသူ့အထက်မှာကြေမာသေးလို့ဘိတ်ဆုံးမှဆိုအကုန်ပြောတာမဟုတ်ဘူးအကုန်ထက်မှာမဟုတ်ဘူးလို့ပြောတာဒီလောက်ပဲထက်မှာဘိတ်ဆုံးရမှာအကုန်လုံးထက်မှာကြေသွားမှသေးလို့လေမွားတဲ့အခါမှာမငရုတ်ဒီကွက်ချမ်းလေးနဲ့အရင်စားကောင်းစက်တုံသားလုံးဝမပါဘူးနော်စီဝိတ်လုံးဝမပါဘူးတဲလေးလို့နော်ညူဒီကြော်လေးပွားနေလုံးလိုက်လုံးဝလှသွားပြီ